ရာဇဂုမြို့ဝေလူဝန်ကျောင်းတိုင်းမှာသတင်းသုံးနေတဲ့ယဟန်တော်တစ်ပါးကဒေသစာရီကြွရင်းနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသတင်းသုံးရာဖြစ်တဲ့ဒက္ခိဏဂိရိဇနပုဂ္ဂိုလ်ရောက်သွားတယ်လို့ဆိုတာအဲ့လိုရောက်သွားတဲ့အခါကျတော့ရှင်သာရိပုတ္တရာကအဲ့ဒီယဟန်တော်ကိုမေးတယ်တဲ့ငါရှင်မြတ်စွာဘုရားကျမ်းမာရှိရဲ့လားမြတ်စွာဘုရားမှာချမ်းချမ်းသာသာရှိရဲ့လားလို့မြတ်စွာဘုရားရဲ့အကြောင်းကိုမေးတော့မြတ်စွာဘုရားကျမ်းမာရေးကောင်းတဲ့အကြောင်းချမ်းချမ်းသာသာရှိနေတဲ့အကြောင်းလျှောက်တယ်အဲ့လိုဆိုလို့ရှိရင်ယဟန်တန်ဃာတွေကိုချမ်း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 သာသာရှိကြရဲ့လားလို့မေးတော့ယဟန်တန်ဃာတွေလည်းပဲချမ်း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 သာသာရှိတဲ့အကြောင်းပြန်ပြီးတော့ဖြေတယ်အဲ့လိုမေးရင်လည်းရှင်သာရိပုတ္တရာကိုရမြတ်ကြီးကဆက်ပြီးတော့မေးအောင်ဆိုတော့အရှင်တဲ့အဲ့လိုဆိုလို့ရှိရင်အဲ့ဒီရာဇဂုမြို့ရဲ့တကားမုံနာမှာနေတဲ့ဒနင်္ဇာနိတို့လည်းပဲချမ်း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 သာသာရှိကြရဲ့လားအဲ့လိုမေးဒနင်္ဇာနိပုံနာရဲ့အပေါ်မှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးကချစ်ခင်ရင်းနှီးမှုရှိတယ်လို့သူ့ရဲ့ပြောပုံဆိုပုံကိုကြည်သောအဖြစ်သိနိုင်တယ်ပေါ့ဒနင်္ဇာနိကိုရွေးပြီးတော့မေးတယ်အဲ့ဒီဒနင်္ဇာနိပုံနာချမ်း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 သာသာရှိရလားဆိုတော့ချမ်း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 သာသာရှိပါရဲ့ဗျာအဲ့ဒီဒနင်္ဇာနိတို့ကိုမမိမလျော့မပေါ့မဆကောင်းကောင်းမွန်မွန်နေရလားလို့ဟောထပ်ပြီးတော့မေးရဲ့ဒနင်္ဇာနိပုံနာမမိမလျော့ကောင်းကောင်းမွန်မွန်နေရလားလို့ဆိုတော့အဲ့ဒီအမေးကိုကြတော့အဲ့ဒီယဟန်တော်ကဘလို့ဖြေတော့ဆိုတော့အရှင်ဗျာတဲ့ဒနင်္ဇာနိပုံနာအကြောင်းတော့မပြောနဲ့ဗျာသူဟာကောင်းကောင်းမွန်မွန်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူးတဲ့မင်းကိုအကြောင်းပြုပြီးတော့ပြည်သူတွေကိုညှင်းဆဲနေတယ်တဲ့အဲ့ဒီပုံနာကြီးကပြည်သူတွေကိုအကြောင်းပြုပြီးတော့မင်းကိုလည်းပြန်ပြီးတော့ညှင်းဆဲတယ်တဲ့ပြောထားပုံလေးဟုတ်လားရှင်ဘုရင်ကိုအကြောင်းပြုပြီးတော့တိုင်းသူပြည်သားစီကနေလူရက်တယ်တိုင်းသူပြည်သားကိုအကြောင်းပြုပြီးတော့ရှင်ဘုရင်စီကနေလူရက်တယ်နောက်ပြီးတော့သူ့ရဲ့တရားတရားနဲ့ပြည့်စုံတဲ့သူ့ရဲ့အမျိုးသမီးဟာဆုံးသွားတယ်ခုနောက်ထပ်သူနောက်အိမ်တော်တစ်ခုပြုထားတဲ့အဲ့ဒီနောက်အိမ်တော်ပြုထားတဲ့အမျိုးသမီးကတရားတရားမရှိတဲ့အမျိုးကနေသူယူလာတာဒါကြောင့်ဒနင်္ဇာနိတို့ကတော့ဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒီမှာဥယျာဉ်တို့ဒီတုတ်ကိုဖွင့်ဆိုတဲ့အထက်ကရာထဲမှာမင်းကိုအကြောင်းပြုပြီးတော့ပြည်သူတွေကိုလူရက်တယ်ပြည်သူတွေကိုအကြောင်းပြုပြီးတော့မင်းစီကနေလူရက်တယ်ဆိုတာဘာကိုပြောတာတော့အဲ့ဒါလေးဖွင့်ထားတာရှိတယ်နော်မင်းကိုအကြောင်းပြုပြီးတော့ပြည်သူတွေစီကလူရက်တယ်ဆိုတာဆိုရမှာဆိုရှင်မင်းကနေပြီးတော့သူ့ကိုခိုင်းလိုက်တယ်ဘေးရွာကိုသွားအခွန်တွေပါတွေသွားပြီးတော့ကောက်ချေဆိုလို့ရှိရင်ဘုရင်ကခိုင်းလိုက်တာက100ဘိုးလောက်ကောက်ခိုင်းတယ်ဆိုရင်သူက1000ဘိုးလောက်ကောက်လာဟုတ်လားပြီးလို့ရှိရင်ဒါရှင်မင်းရဲ့အမိန့်ဆိုပြီးတော့များသောအားဖြင့်သူ့ရဲ့အိမ်ထဲကိုပဲသူထည့်လိုက်တယ်တဲ့အဲ့ဒီဘာနာတွေကိုမင်းစီကိုတကယ်ရောက်သွားတာမဟုတ်ဟုတ်လားဒါကိုမင်းကိုအကြောင်းပြုပြီးတော့ပြည်သူတွေစီကနေလူရက်တယ်ရှင်မင်းကတော့ဒီအကြောင်းကိုမသိဘူးအရှင်မင်းကမေးလို့ရှိရင်တော့သူကဘာပြောတော့ဆိုတော့ရှင်မင်းကြီးတိုင်းသူပြည်သားတွေမှာဘလို့မှဒီခွန်တွေကိုပေးနိုင်ဆိုမရှိတဲ့အတွက်ကြောင့်ဘလောက်ဖေရခဲ့တယ်လို့မင်းကိုပြန်ပြီးတော့လိန်ညာရတယ်အဲ့ဒါပြည်သူကိုအကြောင်းပြုပြီးတော့မင်းဒီကနေလူရက်တယ်တဲ့မတရားတာတွေလုပ်တယ်ပေါ့ဟုတ်လားဒါရှိခေတ်အခါကအမေအထားလေးကိုလည်းပဲတတိတရေတာအကဲခတ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးမကောင်းမှုတွေကိုလုပ်ပြီးတော့နောက်ထပ်အိမ်တော်ပြုထားတာကလည်းပဲယုံကြည်မှုတရားတရားမရှိတဲ့ဘာသာရေးကိုစိတ်မဝင်စားတဲ့အမျိုးသမီးဖြစ်နေတယ်ဆိုတော့သူ့ရဲ့ဘဝကတော်တော်ကိုအခြေအနေဆိုးနေတယ်လို့ဆိုရမှာအဲ့လိုဖြေတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကငါဟာမကြားကောင်းတဲ့အရာကိုကြားရတယ်မကောင်းတဲ့အတန်ကိုငါကြားရတယ်ငါကြားရတဲ့တည်းမကောင်းဘူးပေါ့အဲ့ဒါငါဒနင်္ဇာနိနဲ့တွေ့ရင်တော့ဒီအကြောင်းအရာတွေကိုငါပြောဆိုမှဖြစ်မယ်ရှင်သာရိပုတ္တရာကအဲ့ဒါနဲ့နောက်တစ်ချိန်မှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးရာဇဂုပြည်ကိုပြန်ပြီးတော့ကြွလာတဲ့အခါကျတော့ရာဇဂုမြို့တွေကိုရှုံးကန်ကြွရင်းနဲ့ရှင်ဘုံပေးပြီးပြီဆိုတော့အဲ့ဒီဒနင်္ဇာနိပုံနာရှိရာအရက်ကိုရှင်သာရိပုတ္တရာကိုရမြတ်ကြွသွားနော်အဲ့လိုကြွသွားတဲ့အခါကျတော့ဒနင်္ဇာနိပုံနာကဘာလုပ်နေတုံးဆိုတော့သူ့ရဲ့နွားခြံထဲမှာနွားတို့ညှင့်နေလို့နွားတို့ညှင့်နေရင်လည်းရှင်မြတ်ကြီးကြွလာတာကိုသိတော့ရှင်မြတ်ကြီးကိုတော့သူကတော်တော်ကြည်ညိုတယ်ရှင်ဗျာတဲ့ဟောဒီနွားတို့အစ်စ်တွေကိုရှင်ဗျာဖုံးပေးပါအောင်ဗျာ
ပြီးမှအရှင်ဘုရားကိုတပည့်တော်ဆွန့်ကပ်ပါမယ်တခါကြီးတဲ့ငါဒီနေ့အဖို့ရာဆွန့်ကိစ္စပြီးခဲ့ပြီဒါကြောင့်ငါ့ကိုနွားတို့လည်းပဲဖုံးပေးမနေတော့ဘူးဆွန့်လည်းပဲကတ်เสียမလိုဘူးပေါ့အဲ့ဒါငါအရှိကောင်းတဲ့ဟောဝနာကတစ်ပင်အောင်မှာငါသွားပြီးတော့နေတန့်ဆက်မယ်အဲ့ဒီကိုတင်လိုက်ခဲလို့ရှင်သာရိပုတ္တရာကိုရမေကြီးကသူ့ကိုခေါ်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာကအရှိကောင်းတဲ့အရှိအဝတ္တနဲ့ပြည်စုံတဲ့တစ်ပင်ကြီးတစ်ပင်အောင်မှာထိုင်ပြီးတော့တဏ္ဍာရီကိုစောင့်ခဏနေတော့တခါကြီးရောက်လာတယ်ရောက်လာပြီးတော့ရှင်သာရိပုတ္တရာကိုရမေကြီးကိုရှိခိုးဥချအနေငယ်မြအလ္လာပတ္တလပစကားပြောပြီးတော့အဲ့လိုလေးလည်းနှုတ်ဆက်မေးမြန်းပြီးတဲ့အခါမှာရှင်သာရိပုတ္တရာကတဏ္ဍာရီကိုဗာပြောတော့ဆိုတော့တဏ္ဍာရီတဲ့သင်ဟာမမိမလျော့မြန်နေတာဟုတ်ရဲ့လားနော်ကောင်းကောင်းမွန်မွန်နေတာဟုတ်ရဲ့လားဒါသူ့ရဲ့စိတ်ထဲမှာနော်မေတ္တာရှိလို့သူ့ကိုကောင်းစေခြင်းလို့မကောင်းတဲ့လူတစ်ယောက်ကိုအဖက်လုပ်ပြီးတော့ပြောနေတာပေါ့ဟုတ်တယ်မဟုတ်လားနော်ရှင်သာရိပုတ္တရာကယဟန္တာဖြစ်တဲ့အတွက်ကြောင့်ဒေါသကိလေသာမရှိတော့ဘူးဆိုတာတော့ပိဋကတို့အလုံးသိပြီးသားပါဟုတ်လားသူစိတ်တူလို့ပြောနေတာမဟုတ်သင်မမေးမလျော့မပေါ်မဆနေတာဟုတ်ရဲ့လားကောင်းကောင်းမွန်မွန်နေရဲ့လားပေါ့စာရဲကတော့မမေးမလျော့နေရဲ့လားလို့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့တဏ္ဍာရီကဘလို့ပြန်ဖြေလဲဆိုတော့တဏ္ဍာရီပြန်ဖြေတဲ့အဖြေကအခုခေတ်လူအများစုရဲ့အဖြေနဲ့ထပ်တူကြမယ်လို့ထင်ပါတယ်နော်ဘလို့ဖြေတော့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ဘယ်မှာလာပြီးတော့မမေ့မလျော့ပဲနေနိုင်မှမလို့တဲ့တပည့်တော်မေ့မေ့လျော့ဖြစ်လို့ပဲနေနေရတယ်ပေါ့အဓိပ္ပာယ်ကဘာဖြစ်လို့လဲဆိုတော့တပည့်တော်မှာမိဘတွေကိုပြည့်စုံလုပ်ကြွေးရတာရှိတယ်ဘုရားတဲ့ကာမရာတွေကိုပြည့်စုံလုပ်ကြွေးရတာရှိတယ်တဲ့တပည့်တော်ရဲ့အိမ်မှာခိုင်းစီနေတဲ့လူတွေကိုပြည့်စုံလုပ်ကြွေးရတာရှိတယ်တဲ့ဟောသုံးချက်ရှိပြီနော်နောက်ပြီးတော့သူပါပြောတော့ဆိုတော့တပည့်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့ပုံမှာပြုရမယ်ဝတ္တရားတွေပြုရမယ်ကိစ္စတွေကိုတပည့်တော်ပြုနေရတာရှိတယ်တဲ့တပည့်တော်ရဲ့ဆွေမျိုးသားချင်းတွေရဲ့ပုံမှာပြုရမယ်ကိစ္စတွေကိုပြုနေရတာတွေလည်းရှိတယ်တဲ့ပြီးတော့တပည့်တော်ရဲ့အိမ်ကိုအခါအားလျော်စွာရောက်လာကြတယ်ဧည့်သည်တွေရဲ့ပုံမှာလုပ်ရမယ်ဝတ္တရားတွေကိုလည်းတပည့်တော်လုပ်နေရသေးတယ်တဲ့နောက်ပြီးတော့တပည့်တော်ရဲ့တည်ဆုံးသွားတဲ့ဆွေတွေမျိုးတွေရှိတယ်အဲ့ဒီတည်တဲ့လူကိုအကြောင်းပြုပြီးတော့လုပ်ရမယ်အလုပ်တွေကလည်းရှိသေးတယ်တဲ့အဲ့ဒါကိုလည်းလုပ်ရသေးတယ်တဲ့ဘယ်နှမျိုးရှိသွားလဲ9မျိုးရှိသွားနော်နောက်သူဘာဆက်ပြောပြန်လို့ဆိုတော့နော်နတ်တွေနဲ့ပတ်သက်ပြီးတော့ပူဇော်ရတာပသရတာဟောအဲ့ဒီအလုပ်တွေကလည်းရှိသေးတယ်တဲ့ဟုတ်လားနတ်နဲ့ပတ်သက်ပြီးတော့လုပ်ရတဲ့အလုပ်တွေဟုတ်လားနောက်ပြီးတော့ရှင်ဘုရင်နဲ့ပတ်သက်ပြီးတော့တပည့်တော်လုပ်ရမယ့်အလုပ်တွေဝတ္တရားတွေဒါလည်းရှိသေးတယ်တဲ့နောက်ပြီးတော့တပည့်တော်ကိုတပည့်တော်ကျဉ်းကျဉ်းမာမာချမ်းချမ်းသာသာရှိအောင်စီရီကာကဝဝဖြူဖြူပြည့်ပြည့်စုံစုံရှိအောင်ဒါလုပ်ရတာလည်းရှိသေးတယ်တဲ့ဘယ်နှခုပြောပြ10ခုအဲ့ဓာတွေကိုလုပ်နေရတဲ့အတွက်ကြောင့်တပည့်တော်ဘယ်လိုလုပ်ပြီးတော့မမိမလျော့မပေါ်မဆနေနိုင်မှမတော့တဲ့ဟောသူပြောတဲ့စကားနော်ဆိုလိုတာကအလုပ်တွေများလွန်းလို့အလုပ်တွေရှုပ်လွန်းလို့သူကောင်းကောင်းမွန်မွန်မနေနိုင်ဘူးလို့ပြောရတာဟုတ်လားဒီလိုတွေရှုပ်ပွေနေတဲ့လူလောကကြီးမှာဘယ်လိုလုပ်ပြီးတော့ကောင်းတာကိုလုပ်နိုင်မှမတော့ဘယ်လိုလုပ်ပြီးတော့ငြိမ်ငြိမ်ချမ်းချမ်းနော်အနှစ်သာရရှိရှိဘယ်လိုလုပ်ပြီးတော့ဒီလိုနေနိုင်မှမတော့ဆိုတဲ့အတိတ်တွေကိုပြောတာအဲ့လိုပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကသူ့ရဲ့တရားကိုတရားဟောဖို့မလေးအလွန်တရာမှရိုးရှင်းတဲ့ဟောပြောချက်လို့ဦးဇင်းစိတ်ထဲမှာခံစားရတယ်နော်ဒီကနေ့ခေတ်လူအများစုနဲ့အလွန်မှကိုက်ညီတယ်တနည်းအားဖြင့်လူအများစုအလွန်တရာမှစဉ်းစားစရာကောင်းတဲ့တရားတစ်ပုဒ်လို့လည်းထင်တယ်ဟောအဲ့ဒါမတိမြတ်ကဘာပြောတုံဆိုတော့တနင်္ဇာနီတဲ့တင့်ကိုငါမေးမယ်သင်ကအခုဒီဘာတွေကိုပြုစုလုပ်ကြွေးရလို့သာမယာတွေကိုပြုစုလုပ်ကြွေးရလို့အမိတ်ဆွေတွေပေါင်းတင်တွေဧည့်သည်တွေဆွေမျိုးတွေသင်ပြောလိုက်တာ10မျိုးတောင်ရှိတယ်နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါတွေနဲ့ဆက်ဆံနေရလို့အဲ့ဒါတွေနဲ့ရှုပ်ထွေးနေရလို့သင်မကောင်းတာတွေကိုလုပ်ဖြစ်နေတယ်ကောင်းတာတွေကိုမေ့နေတယ်လို့သင်ကပြောတယ်တဲ့တင့်ကိုငါမေးမယ်မိဘကိုအကြောင်းပြုပြီးတော့မကောင်းတာကိုလုပ်တဲ့လူတစ်ယောက်တည်တဲ့အခါငရဲရောက်ပြီဆိုတော့ငရဲကိုဆွဲချတဲ့ပုဂ္ဂိုလ်ကိုကျုပ်ကမိဘတွေအတွက်မကောင်းမှုကိုလုပ်ခဲ့ရတာပါဒါကြောင့်ကျုပ်ကိုငရဲကိုမချပါနဲ့လို့သင်အဲ့လိုတောင်းပန်လို့ရနိုင်မလားတဲ့မရနိုင်ဘူးဟုတ်လားမိဘကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်လည်းပဲ
ငရဲကြစရာရှိရင်တော့ကြာမှာပဲတိရစ္ဆာန်ဖြစ်စရာရှိရင်တော့ဖြစ်မှာအမေဖေအတွက်ရည်ရွယ်ပြီးတော့လှုပ်လို့မို့လွတ်သွားစရာအကြောင်းမရှိဘူးအဲ့ဒါအမေဖေကလည်းတကယ်လို့လိုက်ပြီးတော့ပြောလို့ရမယ်ဆိုကြပါစို့ဟုတ်လားရတော့မရပါဘူးဟုတ်လားအဲ့ဒါငရဲမင်းကိုဒီသားကလေးကကျုပ်တို့အတွက်အကြောင်းပြုပြီးတော့သူမကောင်းတာကိုလုပ်မိတာပါဒါကြောင့်သူ့ကိုခွန့်လွတ်ပါလို့သူတို့ကတော့လိုက်ပြီးတော့တောင်းပန်လို့ရမလားတဲ့မရဒီစကားလေးကဘာကိုရည်ညွှန်းနေတာတုံးဆိုတော့မိဘကိုအကြောင်းပြုသည်ဖြစ်စေအကြောင်းမပြုသည်ဖြစ်စေဟုတ်လားမိဘကိုအကြောင်းပြုတယ်ဆိုတဲ့စကားကတော့အဆုံးစွန်စကားပေါ့နော်ကြံတဲ့လူကိုမဆိုထားနဲ့ဟုတ်လားအမေအဖေအတွက်မကောင်းတာကိုလုပ်မိမယ်ဆိုရင်တောင်မကောင်းမှုရဲ့အကျိုးဆက်ကလွတ်မြောက်เสียအကြောင်းမရှိဘူးဟုတ်လားအမေဖေကလည်းလိုက်ပြီးတော့တောင်းပန်လို့မရအောင်ဘာကြောင့်မဲမကောင်းတာကိုလုပ်မိရင်တော့ကိုခံရလိမ့်မယ်ဆိုတဲ့အချက်ဟုတ်လားဒါကနည်းနည်းလေးစဉ်းစားမိဖို့တော့လိုမှာပေါ့နော်တချို့ကဒါကကြောင်ပိတ်မိနေတာမလုပ်လို့မဖြစ်ဘူးလို့ထင်နေတာရှိတယ်ပေါ့ဟုတ်ရလားအဲ့ဒါကိုမထေရမြတ်ကြီးကဒီသူပြောလိုက်တဲ့အကြောင်းပြချက်10မျိုးကို10မျိုးလုံးတစ်ခုစီမေးရတယ်နော်သင်ဟာသားမယားကိုအကြောင်းပြုပြီးတော့မကောင်းတာကိုလုပ်တယ်မကောင်းတာကိုလုပ်လို့မကောင်းတဲ့အကျိုးတွေကိုခံရတော့မယ်မကောင်းတဲ့အကျိုးပေးတွေကိုရတော့မယ်ဆိုတော့သားမယားကိုအကြောင်းပြုပြီးတော့ကျုပ်မကောင်းတာကိုလုပ်ခဲ့မိတာပါဒါကြောင့်ဒီအကျိုးပေးကိုမရအောင်ကျုပ်ကိုခွင့်လွှတ်ကြပါလို့တင်တောင်းပန်လို့ရနိုင်မလားတဲ့မရနိုင်ဘူးသားမယားတွေကလည်းလိုက်ပြီးတော့ဒီလူကကျုပ်တို့အတွက်မကောင်းတာကိုလုပ်ပေးတာပါမကောင်းတာကိုလုပ်မိတာပါဒါကြောင့်သူ့ကိုခွင့်လွှတ်ကြပါလို့သားမယားတွေကလိုက်ပြီးတော့တောင်းပန်လို့ရမလားမရအောင်အဲ့တော့မထေရမြတ်ကြီးရှင်းပြတဲ့စကားကိုတလုံးနဲ့ထိအောင်ပြောရရင်တော့ကိုဖြစ်ရင်တော့ကိုခံရလိမ့်မယ်ဆိုတဲ့အချက်ဟုတ်လားဒီရက်ထဲမှာလည်းပဲတချို့ပြောနေကြတာပဲစားတော့မိသားစုဝိုင်းစားတာခံရရင်တော့ကိုတယောက်တည်းခံရမှာဒါကတကယ်မှန်းနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ကိုမကောင်းတာလုပ်ရင်တော့ဘယ်သူကိုပဲအကြောင်းပြုပြီးတော့လှုပ်ကိုပဲခံရလိမ့်မယ်အဲ့ဒီအကြောင်းပြုတဲ့လူတွေကလမ်းပြီးတော့ဝိုင်းပြီးတော့မျှဝေခံစားတာတွေမရှိပါဘူးဟုတ်ရဲ့လားဒါကြောင့်ပြည်တော်ပေါင်းသူတော်ကောင်းတို့ဘယ်သူကိုပဲအကြောင်းပြုလို့မှမကောင်းမှုကိုမလုပ်မိအောင်ရှောင်ကျဉ်ရမယ်ပေါ့ဘယ်သူအတွက်တော့ငါလှုပ်ဥမှဖြစ်မှာဆိုတာမျိုးမရှိရအောင်အဲ့ဒါလိုပဲသူများကိုအကြောင်းပြုပြီးတော့ကိုဟာအကုသိုလ်မဖြစ်သင့်တယ်လို့ကိုကိုအကြောင်းပြုပြီးတော့လည်းပဲဘယ်သူမှအကုသိုလ်မလုပ်မိအောင်ထိန်းချောင်းပေးနိုင်မှုကမလိုဘူးလားဆိုကြပါစို့မိဘတွေဆိုရင်လည်းပဲသားသမီးကကိုယ့်အတွက်မကောင်းမှုကိုလုပ်နေတယ်ဆိုရင်မင်းငါအတွက်တော့မလုပ်လိမ့်နဲ့ဗျာမင်းဖြစ်ရင်တော့မင်းခံရလိမ့်မယ်ဆိုတဲ့စကားမျိုးဟုတ်လားအိမ်တော်ဦးကြီးကမကောင်းမှုကိုလုပ်နေတယ်ဆိုရင်သားမယားတွေကကျုပ်တို့အတွက်တော့ခမည်းမလုပ်လိမ့်နဲ့ခမည်းဖြစ်ရင်ခမည်းခံရမှာပဲဆိုတာမျိုးပြောနိုင်ဖို့မလိုဘူးလားလို့တယ်နော်ဒါကြောင့်ပြည်တော်ပေါင်းသူတော်ကောင်းတို့တယောက်ရဲ့အကျိုးစီးပွားကိုတယောက်တကယ်လိုလားတယ်ဆိုရင်သူ့ကြောင့်လည်းပဲကိုမကောင်းတာမပြုတ်တဲ့လို့ကိုကြောင့်လည်းပဲသူမကောင်းတာမပြုမိအောင်ထိမ့်သိမ့်နိုင်ဖို့မလိုဘူးလားလို့တယ်အလွန်ရိုးရှင်းတဲ့မေခွန်းတွေပေါ့ဟုတ်လားအမေဖေကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်လို့မကောင်းတဲ့အကျိုးပေးတွေကိုရလာတဲ့အချိန်မှာသူ့တော့အမေအဖေကိုအကြောင်းပြုပြီးတော့လုပ်ခဲ့ရတာဒါကြောင့်လွတ်လပ်ခွင့်ပေးပါခွင့်လွတ်ပါလို့တောင်းပန်လို့ရနိုင်မလားဆိုတဲ့အရှင်မြတ်ရဲ့မေခွန်းဟုတ်လားအဲ့တော့10မျိုးသလုံးအဲ့လိုမေးတာပေးတယ်လို့ကိုညံကလေးနဲ့ကိုအခြေချက်ပြီးတော့စဉ်းစားကြပေါ့နော်လုံသမားတွေကိုအကြောင်းပြုလို့ပဲဖြစ်ဖြစ်ဟုတ်လားမိတ်ဆွေတွေကိုပဲအကြောင်းပြုလို့ပဲဖြစ်ဖြစ်တချို့တခါကြီးတွေပြောကြတာရှိတယ်ဟုတ်လားအပေါင်းအသင်းလေးနဲ့တွေ့တော့ဆိုပြီးတော့ပြောကြတာမရှိဘူးလားဒါအပေါင်းအသင်းကိုအကြောင်းပြုပြီးတော့မလုပ်လိုက်တာအကောင်းမှုကိုလုံမိသွားတာဟုတ်လားတချို့ကြတော့ဆွေမျိုးတွေကိုအကြောင်းပြုပြီးတော့မကောင်းတာလုံမိတာရှိတယ်တချို့ဧည့်တွေကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်မိတာရှိတယ်တချို့ကြတော့သေသူကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်မိတာကိုမရှိဘူးလားရှိတယ်နော်တချို့အတုပကိုအကြောင်းပြုပြီးတော့မဟုတ်တာတွေအဓိပ္ပာယ်မရှိတာတွေလုပ်နေကြတာကိုမရှိဘူးလားရှိတယ်နတ်တွေကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်မိတဲ့လူကမရှိဘူးလားရှိတာပဲကွက်တိကိုဝင်နေတဲ့တရားကဟုတ်လားနတ်တွေကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်တာမရှိဘူးလားရှိတယ်အစိုးရအာဏာပိုင်မင်းတို့ကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်မိတဲ့လူတွေကမရှိဘူးလားရှိတယ်နော်သခင်အားရဖို့အတွက်အောက်ကနေပြီးတော့လုပ်ကြရတာတွေမရှိဘူးလားရှိတယ်ဟုတ်လားနောက်ဆုံးကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်ရတယ်
ကိုတောင်အကြောင်းပြုပြီးတော့မကောင်းတာကိုမလုပ်သင့်ဘူး။ကံကြံတာကတော့မပြောနဲ့တော့ဟုတ်လား။ကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်ရင်တော့လွတ်နိုင်မလား။မလွတ်နိုင်ဘူး။ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မကောင်းမှုကိုဘာကြောင့်မဲလုံးမိခံရတဲ့အချိန်မှာကိုတယောက်တည်းဆိုတာလေးကိုတွေးမိကြဖို့မလိုဘူးလား။လိုတယ်။အဲ့ဒါလိုမေးပြီးတဲ့နောက်မှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးကပါဆက်ပြီးတော့သူ့ရဲ့တကားကိုပြောတော့ဆိုတော့တနင်္ဇာနီးတဲ့တင့်ကောင်ကပြောမယ်ဟောဒီလောကကြီးမှာအမေဖေကိုအကြောင်းပြုပြီးတော့မကောင်းတာလုပ်တဲ့လူရှိသလိုအမေဖေကိုလှုပ်ကြွေးမှုကိုအကြောင်းပြုပြီးတော့ကောင်းတာလုပ်တဲ့လူလည်းရှိပါတယ်တဲ့နော်ကောင်းမြတ်မှုနဲ့တရားမှုနဲ့မျှတမှုနဲ့လုပ်ကံကြွေးမွေးတဲ့လူကမရှိဘူးလားအဲ့ဒီမကောင်းမှုနဲ့လောက်ကင်ကျွေးမွေးတဲ့လူနဲ့ကောင်းမှုနဲ့လောက်ကင်ကျွေးမွေးတဲ့လူဘယ်သူကပို့ပြီးတော့မြတ်မလဲတဲ့။နော်ကောင်းတာလုပ်ပြီးတော့လောက်ကင်ကျွေးမွေးတဲ့လူကမြတ်တာပေါ့ဟုတ်လား။အတ္တမစာရီဝိတ္တမစာရီတဲ့အဲ့ဒီစာထဲမှာပြောထားတာအတ္တမစာရီဆိုတာမတရားကျင့်ပြီးတော့လောက်ကင်ကျွေးမွေးတာဝိတ္တမစာရီဆိုတာကတော့မမျှမတကျင့်ပြီးတော့လောက်ကင်ကျွေးမွေးတာတော့ဒီစကလုံးနှလုံးရဲ့အဓိပ္ပာယ်ကပြောမယ်ဆိုရင်အကုန်လုံးညှိကုန်မှဆိုရတယ်ဟုတ်လားဝိတ္တမစာရီမမျှမတလုပ်တယ်ဆိုတာအဓိပ္ပာယ်အလွန်ကျဲတယ်နော်စီဝါရေးနယ်ပယ်တဲ့ဝင်ပြောမယ်ဆိုရင်အကုန်လုံးထိခိုက်เสียအကြောင်းရှိတယ်ပေါ့ဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အတ္တမစာရီမတရားသဖြင့်လှုပ်တာဝိတ္တမစာရီမမျှမတလှုပ်တာနော်အဲ့လိုလှုပ်ပြီးတော့ကျွေးမွေးတဲ့လူရှိတယ်လို့နော်ဓမ္မစာရီမျှမျှတဓမ္မစာရီတရားသဖြင့်အဲ့လိုလှုပ်ကင်ကျွေးမွေးတဲ့လူကမရှိဘူးလားရှိတယ်ဘယ်သူကပုံမြတ်တော့နော်မျှမျှတတရားသဖြင့်ရှားဖွေလှုပ်ကင်ကျွေးမွေးတဲ့လူကပို့ပြီးတော့မြတ်တယ်အဲ့ဒါမထေရကြီးကဘာဆက်ပြောသေးတုံးဆိုတော့လောကကြီးမှာတရားသဖြင့်လှုပ်လို့ရနိုင်ကောင်းပါတယ်တဲ့လှုပ်လို့ဖြစ်ပါတယ်တဲ့လှုပ်လို့မဖြစ်ဘူးဆိုတာမရှိဘူးဟုတ်လားတချို့ကပြောတာမဖြစ်ဘူးလို့ပြောကြတာဒါကတကယ်နားမလဲလို့တကယ်မသိလို့တရားသဖြင့်လှုပ်ခြင်းတဲ့စိတ်သူ့မှာတကယ်မထက်သန်လို့ဟုတ်လားမတရားသဖြင့်လှုပ်နေတဲ့လူတွေကတရားသဖြင့်လှုပ်လို့ကတော့မဖြစ်နိုင်ဘူးလို့တချို့ပြောကြတာမရှိဘူးလားရှင်နော်အဲ့ဒါအရှင်မြတ်ကဒီမှာပြောထားတယ်နော်မတရားတာကိုရှောင်လို့ရပါတယ်တရားတာနဲ့လှုပ်လို့ရပါတယ်တဲ့ဖြစ်နိုင်ပါတယ်အဲ့လူလောကကြီးမှာဒါကြောင့်မို့လို့အဲ့ဒီဟာတွေကိုတွေးပြီးတော့နော်မဟုတ်တာလှုပ်တာနဲ့ဟုတ်တာလှုပ်တာကမြင့်မြတ်တယ်နော်မဟုတ်တာမလှုပ်ဘဲနေလို့ရတယ်ဟုတ်တာကိုလှုပ်ဖြစ်ဖို့ကြိုးစားလို့ရတယ်အဲ့ဒီလိုတွေးပြီးတော့မကောင်းမှုကိုရှောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ဓမ္မတိမြတ်ကြီးရဲ့စေတနာကဒါပဲဟုတ်ရလား။အော်ဆိုလုံးပြီးလို့ရှိရင်တစ်ချိန်မှာဘယ်လိုခံရမလို့ကိုခံရနော်ကိုတန်တန်မှာဖြစ်တဲ့စေတနာကကိုဆက်ပြီးတော့အကျိုးပေးမှာဟုတ်ရလား။ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အမေဖေကိုအကြောင်းပြုပြီးတော့မကောင်းမမောလုတ်ကန်ကျွေးမွေးတဲ့လူတွေရှိသလိုကောင်းကောင်းမမောလုတ်ကန်ကျွေးမွေးတဲ့လူတွေလည်းရှိတယ်။အဲ့ဒီလူကပို့ပြီးတော့မြတ်တယ်။မကောင်းတာကိုမလုပ်ဖို့ဖြစ်နိုင်တယ်ကောင်းတာကိုလုပ်ဖို့လည်းဖြစ်နိုင်တယ်။ဒါကြောင့်ဖြစ်နိုင်တာကိုလုပ်ဖို့ဆိုပြီးတော့သူကအဲ့လိုအမိန့်ရှိတာဟုတ်လားအဲ့ဒါ10မျိုးဆက်ပြီးတော့ပြောမှာနော်မိဘပြီးတော့ပါလာမလို့တာမယာပေါ့မိသားစုပေါ့မိသားစုပြီးတော့ရှေးခေတ်ကတော့တော့အမှုလုပ်ကြုံလို့ပြောတယ်ခုခေတ်ဆိုရင်တော့အိမ်ပေါ်တို့ဘာလို့မင်းပြောလို့ရလိမ့်မလားမသိဘူးပေါ့ကိုယ်အိမ်မှာလုပ်နေတဲ့အလုပ်သမားတွေဘာတွေပြောလို့ရမယ်ပေါ့ဟုတ်လားပြီးတော့မိတ်ဆွေပေါင်းတဲ့ဆွေမျိုးသားချင်းနောက်ပြီးတော့ဘာလို့ဧည့်သည်လာမေးတီသူကိုအကြောင်းပြုပြီးတော့ဆိုတာတွေလာမေးနတ်နဲ့ပတ်သက်ပြီးတော့ဘယင်နဲ့ပတ်သက်ပြီးတော့မိမိကိုယ်နဲ့ပတ်သက်ပြီးတော့မကောင်းမမွန်ရက်တီလို့ရအောင်လုတ်ကင်ကျွေးမွေးနေတဲ့လူတွေရှားဖွေးနေတဲ့လူတွေရှိသလိုကောင်းကောင်းမွန်မွန်ရှားဖွေးလုတ်ကင်နေတဲ့လူတွေကမရှိဘူးလားရှိတယ်ဒီနေရာမှာတခုတော့သိထားရရှိတာအောင်သူဇီဝံအာဟိရိကေနကာကတုရေနဒန္တိနာနော်ပါဠိတော်လေးတစ်ခုရှိတယ်ဓမ္မပဒပါဠိတော်မှာသူဇီဝံအာဟိရိကေနကာကတုရေနဒန္တိနာအရှက်မရှိပဲနဲ့ကြီးရဲကဲ့သို့နေထိုင်မယ်ဆိုရင်တော့အသက်မွေးဝမ်းကြောင်းပြုရတာလွယ်တယ်တဲ့ဟုတ်လားနောက်ပေးတဲ့ဥမာကဘာလဲတော့ကြီးရဲကဲ့သို့
နောက်တခါတလေကလေးတွေရဲ့လက်ထဲကအစာကိုအတင်းဆွတ်ဝင်ပြီးတော့ထိုးတာကြီးတွေပါတယ်မြင်မှုတယ်မဟုတ်လားအကြီးဆိုတဲ့ငှက်ဟာတခြားသောငှက်နဲ့မတူဘူးအလွန်မုန်းစရာကောင်းတယ်မျက်နှာပြောင်လည်းအလွန်တိုက်တယ်နော်ကြီးရဲခဲ့တော့နော်အရှက်မရှိရှာဖွေစားတော့မယ်ဆိုရင်တော့သူ့စီဝန်အတမွေးရတာပါတယ်တော့လွယ်တယ်တဲ့အရှက်မရှိရင်အတမွေးရတာလွယ်တယ်ဟုတ်လားတရားဒီလန်ကလေးနဲ့မှန်မှန်ကန်ကန်လေးပဲသွားမယ်ဆိုရင်တော့အခက်အခဲကတော့ရှိမှာပါပဲသို့တော်လည်းပဲပိဋကပေါင်းသူတော်ကောင်းတို့တစ်ဖက်ကစဉ်းစားကြည့်လို့ရှိရင်ကိုယ်ကတရားလမ်းကြောင်းနဲ့သွားမယ်ဆိုရင်တော့ပစ္စည်းဥစ္စာရတာနေကောင်းနေပြီလို့ကိုကျင့်တတ်မှုတိလအစရှိတဲ့သူတော်ကောင်းတရားတွေကိုမရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါကြတော့အများကြီးတာလွန်သွားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်သွားတယ်ဟုတ်ရဲ့လားအရှင်းမရှိဘဲနဲ့အသက်မွေးမယ်ဆိုရင်တော့စီးပွားရေးကတော့အဆင်ပြေကောင်းပြေနိုင်တယ်ပေါ့ဒါပေမဲ့ကိုမဟုတ်တာလုပ်တာတွေများရင်များတော့ကိုကျင့်တတ်မှုမရနိုင်ဘူးဟုတ်လားငြိမ်းချမ်းမှုဆိုတာလည်းမရနိုင်ဘူးကိုအထင်ကြီးမှုလေးစားမှုဆိုတာလည်းမရနိုင်ဘူးကိုဘဝကိုတော့ကောင်းလိုက်တာဆိုတဲ့အတွေးမျိုးနဲ့ချမ်းသာမှုမရနိုင်ဘူးနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီအချက်ကလေးကတော့ရှိတာပေါ့ဟုတ်လားဒါကြောင့်ဒီမှာအရှင်မြတ်ကြီးကဘယ်သူကိုပဲအကြောင်းပြုလို့ပဲဖြစ်စေကောင်းတာလုပ်ခြင်းနဲ့ဆိုရင်လည်းလုပ်လို့ရတယ်မကောင်းတာကြီးနဲ့လောက်ကင်ကျွေးမွေးရည်တည်မယ်ဆိုရင်လည်းရတယ်သို့တော့ကောင်းတာလုပ်တာနဲ့မကောင်းတာလုပ်တာဟာကောင်းတာလုပ်တာကအများကြီးတာလွန်ပြီးတော့မြင့်မြတ်တယ်အများကြီးလည်းပို့ပြီးတော့အကျိုးရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အရှင်မြတ်ကြီးရဲ့စေတနာသူ့ရဲ့တကားအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ဓာတ်ဒါကိုကြည့်ရင်မပေါ်လွင်ဘူးလားပေါ်တယ်နော်အဲ့လိုမျိုးမကောင်းတာကိုမလုပ်ဘဲနေလို့ဖြစ်နိုင်ပါတယ်ကောင်းတာကိုလုပ်အောင်ကြိုးစားလို့ဖြစ်အောင်လုပ်မယ်ဆိုရင်ဖြစ်နိုင်ပါတယ်ဆိုတာလေးကလည်းပါလိုက်သေးတယ်ဟုတ်လားအဲ့လိုအမင်းရှိတဲ့အခါမှာတဏ္ဍာနိပုံနာရဲ့စိတ်ထဲမှာသူအများကြီးစဉ်းစားမိသွားတယ်သောတော်ကသူ့အကြောင်းအရာလေးကိုရဟန်းတော်ပြောထားတာကတော့တော်တော်မှပဲအခြေအနေဆိုးနေတယ်လို့အဓိပ္ပာယ်မသက်ရောက်ဘူးလားသက်ရောက်တယ်ဒါပေမဲ့လို့အရှင်မြတ်ကြီးရဲ့ပုံမှာကြည်ညိုတဲ့စိတ်အရှင်မြတ်ကြီးဟောပြတဲ့ဒီကျိုးကြောင်းစီတော်တဲ့သဘာဝကျတဲ့ဒီဟောပြောချက်ကိုသူအများကြီးစဉ်းစားတယ်လူလောကကြီးမှာခိတ္တခန္ဓာလူရလို့လာဖြစ်တဲ့အခိုက်အတန့်မှာမကောင်းတာလုပ်ပြီးတော့ယက်တည်တဲ့လူကောင်းတာလုပ်ပြီးတော့ယက်တည်တဲ့လူဒီနှစ်လူထဲမှာငါဘယ်လိုလူဖြစ်အောင်နေမလဲဆိုတဲ့အတွေ့အကြုံကိုအများကြီးတွေးမိစေမယ်လို့ဦးဇင်းထင်ပါတယ်ဒါကြောင့်သူ့ရဲ့စိတ်ထဲမှာဒီဒေသနာကိုဝမ်းမြောက်ဝမ်းသာလက်ခံနေဆိုတဲ့သိစာလေးပါသူအလွန်ကြည်တတ်တယ်ပေါ့ဒါကိုကြားရတော့နော်ပြောရလို့ရှိရင်သူ့ရဲ့နောက်ပိုင်းအခြေအနေတွေကိုလှမ်းမြော်ပြီးတော့ကြည့်မယ်ဆိုရင်သူကောင်းကောင်းမွန်မွန်နေသွားတယ်လို့ဆိုရမယ်နော်သူမကောင်းတာတွေမတရားတာတွေမမျှတတာတွေကိုမလုပ်ဘဲနဲ့ကောင်းကောင်းမွန်မွန်ဆက်နေသွားတယ်လို့ပြောစရာအကြောင်းရှိတယ်အဲ့ဒီလိုနဲ့ဦးဇင်းတို့သစ်ပင်ရိပ်မှာဆရာတပည့်2ယောက်လို့ဆိုကြပါစို့ဟုတ်လားအရှင်မြတ်ကြီးရဲ့ဆုံးမတာကိုသူဝမ်းမြောက်ဝမ်းသာနာယူပြီးတော့ဒီလိုနဲ့နောက်တော့ကာလတွေကြာလာတဲ့အခါကျတော့အဲ့ဒီတဏ္ဍာနိပုံနာအလွန်တရာမှမချမ်းမမာယောဂဝေဒနာနှိစ္စတာကိုခံရတယ်ဒါကလည်းပဲဘဝရဲ့ထုံးစံပေါ့နော်တဖြည်းဖြည်းနဲ့နေလာတာကြားလာပြီဆိုလို့ရှိရင်လူတိုင်းဒါသေဖို့ပြင်ဆင်ကြရတယ်ပေါ့ဟုတ်လားခန္ဓာကိုယ်ကြီးကပြည့်စည်မှုတွေရိုးရဲမှုတွေများလာတော့အကြီးအကျယ်မနာကျမ်းမှုဆိုတဲ့ယောဂဝေဒနာကိုသူခံစားရတယ်အဲ့ဒီတော့သူ့အိမ်မှာရှိတဲ့လူတယောက်ကိုဘယ်လွတ်တုံဆိုတော့မြတ်စွာဘုရားရဲ့အကြောင်းတော်ကိုလွတ်တယ်မြတ်စွာဘုရားရဲ့ခြေတော်ကိုတဏ္ဍာတိပုံနာကနှစ်ဖူးနဲ့တိုက်ပြီးတော့ဥခိုက်ရှိခိုးပါတယ်လို့မင်းလျှောက်ရမယ်ပြီးရင်လည်းပဲရှင်သာရိပုတ္တရာကိုရမေကြီးကိုတဏ္ဍာတိပုံနာအလွန်တရာမှမကြမ်းမမာဖြစ်နေတဲ့အကြောင်းဒါကြောင့်အရှင်မြတ်ကြီးအိမ်ကိုကြွဖို့ပင့်လျောက်ပါတယ်ဆိုတဲ့အကြောင်းဒါကိုလည်းပဲမင်းလျှောက်ရမယ်အဲ့လိုမျိုးသင်ကြားပြီးတော့သူ့အိမ်ကတကားတယောက်ကိုမြတ်စွာဘုရားရဲ့အကြောင်းတော်ကိုလွှတ်တယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီတကားကမြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တယ်တဏ္ဍာတိပုံနာမကြမ်းမမာတဲ့ကြားကမြတ်စွာဘုရားကိုရှိခိုးဥချလိုက်တယ်ဆိုတဲ့အကြောင်းနောက်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးစီကိုသွားပြီးတော့လည်းပဲတဏ္ဍာတိပုံနာကမကြမ်းမမာဖြစ်နေလို့အိမ်ကိုကြွလာခဲ့ဖို့အကြောင်းလျှောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကစိတ်နေတော့အဖြစ်လက်ခံပြီးတော့အဲ့ဒါညနေခင်းရောက်တော့သင်္ကန်းကလေးယုံပြီးတော့ကြွလာတယ်ပေါ့အိမ်ပေါ့အဲ့တဏ္ဍာတိပုံနာစီကိုကြွလာတယ်အဲ့လိုကြွလာတဲ့အခါကျတော့
Tagaji ya be ma time biro kren to yin ne Tagaji ko me de lo phit ne ro tatara shi ya la to maဟုတ်ယောဂဝေဒနာရဲ့အခြေအနေကိုမေးတဲ့အခါကျတော့ရှင်ဗျာတဲ့တပည့်တော်ရဲ့ယောဂဝေဒနာကနောက်မဆုတ်ဘူးတဲ့ရှေ့ပဲတိုးနေတယ်ရက်တည်နေတဲ့အနေအထားမျိုးတော့မဟုတ်ဟုတ်လားကသူကဘယ်လိုပြောတော့ဆိုတော့နွားတက်တဲ့လူကနွားရဲ့ပိုက်ကိုဓာတ်နဲ့ထိုးပြီးတော့မှုေးနေတယ်လို့သူ့ရဲ့ပိုက်ထဲမှာအလွန်ဆူရှနာကျင်တဲ့ဝေဒနာကိုခံစားရတယ်ဟုတ်လားပြီးတော့အားကောင်းတဲ့လူတစ်ယောက်ကလူတစ်ယောက်ကိုဆွဲပြီးတော့အလွန်ပူလောင်တဲ့မိကြီးခဲမှာကင်းနေတယ်လို့သူ့ရဲ့တကူလုံးကပူလောင်ပြီးတော့အလွန်တရားမှသူရှင်ရဲ့ပင်ပန်းနေရဲ့ခဏနေရင်အဲ့ဒီတရားကြီးကသုတိတိကျပြီးတော့ဆုံးတော့မှာနော်ဒီကနေ့မှဖြစ်နေတဲ့ယောဂဝေဒနာရဲ့တရားတစ်ချက်ကအလုံးမပြင်းထန်တယ်ရောအဲ့လိုပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရမေကြီးကသူ့ရဲ့တရားကိုနော်ဘဝရဲ့နောက်ဆုံးအချိန်ရောက်ပြီအဲ့ဒါလို့ဆိုလို့ရှိရင်သူ့ငါတရားဟောမှဖြစ်မယ်ဆိုပြီးတော့မေးခွန်းနေမေးပြီးတော့ဟောတာနော်သိပြီးတော့စကားဒီအများကြီးပြောဖို့အခွင့်မတန်တော့ဘူးပေါ့ဟုတ်လားအဲ့ဒါဗာမေးတော့ဆိုတော့ဒီနေ့စာနေတဲ့ငရဲသားတွေနဲ့တိရစ္ဆာန်တွေဘယ်သူကပို့ပြီးတော့တော်တယ်မြတ်တယ်လို့ပြောလို့ရမလဲတဲ့နော်အဲ့လိုမေးတဲ့အခါကျတော့စဉ်းစားပြီးတော့သူဖြေတယ်အရှင်ဘုရားငရဲသားတွေနဲ့စာရင်တော့တိရစ္ဆာန်ဖြစ်ရတာကတော်သေးတယ်လို့ပြောရမယ်ဗျာတဲ့နော်ငရဲမှာဖြစ်ရတာနဲ့စာရင်တိရစ္ဆာန်ဖြစ်ရတာကတော်သေးတယ်ပေါ့ဆက်ပြီးတော့မေးတယ်အဲ့ဒီတိရစ္ဆာန်ဖြစ်ရတာနဲ့ကိတ္တာဖြစ်ရတာနဲ့ဘယ်ဟာကပို့ပြီးတော့တော်မယ်ထင်လဲကောင်းမယ်ထင်လဲမြတ်မယ်ထင်လဲတိရစ္ဆာန်ဖြစ်ရတာနဲ့စာရင်ကိတ္တာဖြစ်ရတာကတော်သေးတယ်ဗျာတဲ့ပေတာဂတိကိုရောက်ရတာတိရစ္ဆာန်ဖြစ်ရတာနဲ့အများကြီးတာတယ်ဒါနဲ့ရင်တဲ့အဲ့ဒီကိတ္တာဖြစ်ရတာတဲ့လူဖြစ်ရတာနဲ့စာရင်အဲ့ဒီကိတ္တာဘဝနဲ့လူဘဝဘယ်ဘဝကတတ်ပြီးတော့ကောင်းမလဲဆိုဟာအရှင်ဗျာတဲ့လူဖြစ်ကအများကြီးတာပါတယ်ပြိတ္တာတဲ့လူဖြစ်ရတာကောင်းတယ်အဲ့လိုဆိုရင်တဲ့လူဖြစ်ရတာနဲ့စတုမာရဲ့နတ်ပြည်မှာနတ်ဖြစ်ရတာနဲ့ဆိုင်ရင်ဘယ်ဟာကကောင်းမယ်ထင်လေတဲ့စတုမာရဲ့နတ်ဖြစ်ရတာကောင်းပါလေဗျာတဲ့ဒီလိုဆိုလို့ရှိရင်စတုမာရဲ့နတ်ဖြစ်ရတာနဲ့တာဝရိန္ဒနတ်ဖြစ်ရတာဘယ်ဟာကတာမယ်ထင်တော့ဘယ်ဟာကကောင်းမယ်ထင်တော့တာဝရိန္ဒနတ်ဖြစ်ရတာကောင်းပါလေဗျာအဲ့နတ်ပြည်6ထပ်တစ်ခုချင်းသူမေးတာတာဝရိန္ဒပြီးတော့ပါလာတော့ယာမပြီးတော့ပါတော့ဒုတိကသတုမာရေတာဝရိနာယာမဒုတိတာနေမနရတိပရဏိမိတာဝတဝတိတတိ6တက်အဲ့လိုအစဉ်စဉ်မေးပြီးတော့ပရဏိမိတာဝတဝတိနဲ့ဖြစ်ရတာနဲ့ပြမဖြစ်ရတာနဲ့ဆိုရင်ဘယ်ရာကပို့ပြီးတော့တာလွန်ပြီးတော့ကောင်းမလဲပြမဖြစ်ရတာကကောင်းပါတယ်ဗျာလို့သူမပြောသေးခင်မှာဘာပြောတော့ဆိုတော့တနေ့စာနေ့ကရှင်ဗျာတဲ့ရှင်ဗျာဗြဟ္မာလို့ပြောလိုက်သလားဗြဟ္မာဆိုတဲ့စကားကိုသူအရန်စိတ်ဝင်စားတာနောက်ပုံနာတွေဆိုတော့သူတို့ဘဝရဲ့ပန်းနိုင်တာနောက်ဗြဟ္မာပြည်ကိုပန်းနိုင်ထားရတာတည်းရှိတာရှင်ဗျာဗြဟ္မာလို့ပြောလိုက်သလားဗျာဆိုတော့အေးဟုတ်တယ်ငါဗြဟ္မာလို့ပြောလိုက်တယ်အဲ့ရှင်သာရိပုတ္တရာကဒီပုံနာဗြဟ္မာပြည်ကိုရောက်ချင်ပုံရတယ်အဲ့လိုဆိုလို့ရှိရင်ငါဗြဟ္မာပြည်ကိုရောက်စီတဲ့ဗြဟ္မာလမ်းခရီးကိုငါဟောပြရင်တော့ကောင်းပါပဲအဲ့လိုစဉ်းစားတယ်အဲ့ဒါနဲ့ဒီနေ့ဇာတိပုံနာကိုဗြဟ္မာပြည်ကိုရောက်စီတဲ့ဗြဟ္မာပြည်ကိုတွားရလမ်းခရီးတရားဒေသနာကိုသင်ကုန်ငါဟောမယ်ကောင်းကောင်းနားထောင်ဆိုပြီးတော့ဘုရင်တို့အတူတူပြောရမယ်ဆိုလို့ရှိရင်တော့ဗြဟ္မာဝိဟာရတရား၄ပါးကိုဟောတာမေတ္တာတရားကိုဟောတဲ့နေရာပါလုံးစုံသောတတ္တဝါတွေရဲ့ပုံမှာနော်ဘေးမရှိသောရမရှိသောညင်နှွမ်းတဲ့စိတ်မထားဘဲနဲ့အလုံးမကောင်းမွန်စေခြင်းနဲ့တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ဒီစိတ်ကလေးကိုအကန့်အသတ်ပမာဏမထားဘဲနဲ့ပွားများရမယ်နော်အယမျက်နာတိုင်းမှာရှိတဲ့တတ္တဝါတိုင်းဟုတ်လားဘယ်တတ္တဝါကိုမှချမ်းသာခဲ့တာမရှိဘူးနော်တတ္တဝါအနန္တရဲ့အပေါ်မှာမေတ္တာကိုလေအနန္တပေါ့ဇာလို့ပြောရင်တော့အပမာဏပေါ့နော်အပိုင်းခြားပမာဏမရှိတဲ့မေတ္တာတရားလုံးစုံသောတတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်ချမ်းသာစေခြင်းနဲ့စိတ်အစရရကောင်းမွန်သွားစေခြင်းနဲ့စိတ်
နော်တတ္တဝါတွေရဲ့ကောင်းကျိုးနဲ့ချမ်းသာကိုလိုလားတဲ့စိတ်ကိုဒါမေတ္တာလို့ဆိုတာတော့ပိဿတို့အလုံးသိကြပြီလားဟုတ်လားအဲ့ဒီမေတ္တာစိတ်ကိုအသက်မရှိပွားများရမယ်တဲ့မိမိတဏ္ဍာမှာဖြစ်စေရမယ်အဲ့ဒါဒီဗြဟ္မပြည်ကိုရောက်ကြောင်းဒါလန်ခီပဲဆိုပြီးတော့မေတ္တာတရားရဲ့ပြီးတော့ပါလာမလို့ကရုဏာတရားကရုဏာဆိုတာကတော့တတ္တဝါတွေရဲ့ပုံမှာတနာတဲ့စိတ်နောက်ကရုဏာတရားလူတိုင်းသိပါမုဒိတာတရားတတ္တဝါတွေချမ်းသာတာကိုဝမ်းသာတဲ့စိတ်ဝမ်းမြောက်တဲ့စိတ်ဟုတ်လားတပြီးတော့ပါတော့ဥပိ္ပခာတရားတတ္တဝါတွေရဲ့ချမ်းသာခြင်းဆင်းရဲခြင်းသည်ထိုတတ္တဝါပြုထားသောကံတရားရဲ့ပုံမှာအဓိကမုဒိတယ်လို့နားလည်ပြီးတော့တတ္တဝါရဲ့ပုံမှာလစ်လျူရှုတဲ့ဥပိ္ပခာသဘောဟုတ်လားအဲ့ဒီမေတ္တာတရားကရုဏာတရားမုဒိတာတရားဥပိ္ပခာတရား၄ပါးကိုအရှင်မြတ်ကြီးကဟောပြတော့အဲ့ဒီတဏ္ဍာနီးပုံနာကြီးကသေနာနီးလေးမှာပဲနော်အဲ့ဒါကိုသူနှလုံးသွင်းတယ်အချင်းချင်းတယ်ကြိုးစားတယ်အထုတ်တယ်ပေါ့မေတ္တာကရုဏာမုဒိတာဥပိ္ပခာအဲ့လိုရှင်မြတ်ကြီးကဗြဟ္မပြည်ကြောင့်တရားကိုဟောပြီးပြီဆိုတော့ရှင်ဗျာတဲ့အဲ့လိုဆိုရင်ရှင်ဗျာကျောင်းတော်ရောက်တဲ့အခါမှာမြတ်စွာဘုရားကိုတဏ္ဍာနီးပုံနာကရှ िख ိုးဥချပါတယ်ဆိုတာလေးကိုလည်းပဲလျှောက်ပေးပါဦးလို့အဲ့လိုလေးသူမှားသေးတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုရမေကြီးကအဲ့ဒီတရားကိုလည်းဟောပြီးပြီဆိုတော့ကျောင်းတော်ကိုပြန်ကြွလာတယ်အဲ့ဒါရှင်သာရိပုတ္တရာကျောင်းမရောက်သေးခင်မှာပဲအဲ့ဒီတဏ္ဍာနီးပုံနာကြီးဆုံးရှာတယ်ဆုံးတဲ့အခါကျတော့ဦးဇင်းတို့တဏ္ဍာနီးပဲရောက်သွားတော့ဆိုတော့ဗြဟ္မပြည်ရောက်သွားတယ်နော်ဒီကနီးလေးမှာကပ်ပြီးတော့လှုပ်သွားတဲ့အလုပ်ပေါ့ဒါကဦးဇင်းထင်ပါတယ်ဟိုစောစောပိုင်းတုန်းကရှင်သာရိပုတ္တရာကိုရမေကြီးကသူ့ကိုနောက်အကျိုးတဲ့အကြောင်းနဲ့ပြောပြလို့တရားစကားဆုံးမတဲ့အခါမှာသူများစွာအသိဉာဏ်ကိုရပ်ပြီးတော့ကောင်းကောင်းမွန်မွန်နေနေမယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်လားဒါကြောင့်အခုသူဒီကနေ့မှာနောက်တာကင်းကင်းနဲ့အေးချမ်းချမ်းနဲ့နှလုံးဆရာရှိတဲ့အလုပ်ကိုလုပ်ပြီးတော့ဒါအလွန်မွန်မြတ်တဲ့ဓမ္မပြည်ကိုသူရောက်သွားတော့အဲ့လိုရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားကကျောင်းတော်ကနေပြီးတော့ယဟန်တော်တွေကိုဘာအမိန့်ရှိတုံးဆိုတော့ယဟန်တို့တဲ့သာရိပုတ္တရာဟာမဲ့ဉဏ်ပူဉဏ်တရားတို့တရားမြတ်ကိုရအောင်ဗြဟ္မပြည်ထက်အလွန်တရားရှိပါလက်ကဲနဲ့ယုံညံ့တဲ့ဗြဟ္မပြည်ကိုရောက်ယုံမြတရားကိုဟောခဲ့တယ်အဲ့ဒါကိုကြိုးပြီးတော့မြတ်စွာဘုရားပြောတယ်ဒါရှင်သာရိပုတ္တရာကကျောင်းရောက်ပြီဆိုတော့မြတ်စွာဘုရားကြီးကိုသွားပြီးတော့ရှ िख ိုးဥချတဏ္ဍာနီးပုံနာကရှ िख ိုးလိုက်တယ်ဆိုတဲ့ပြောင်းကျမကြီးမကောင်းတဲ့အကြောင်းလျှောက်တော့သာရိပုတ္တရာတဲ့တဏ္ဍာနီးအခုဆုံးလို့ဗြဟ္မပြည်ကိုရောက်နေပြီသင်ဟာမြင့်မြတ်တဲ့တရားအထူးမြတ်ကိုရနိုင်တဲ့တရားရှိပါလက်ကဲနဲ့ယုံညံ့တဲ့ဗြဟ္မပြည်ကိုရောက်ယုံမျှတာတရားကိုဟောခဲ့တာကိုမြတ်စွာဘုရားအပြစ်တင်တယ်ဟုတ်လားအဲ့လိုအပြစ်တင်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကဒါကတော့ဦးဇင်းတို့ပါဠိတော်ထဲမှာတော့မပါပါဘူးတက္ကရာထဲမှာပြောထားတာဒါကိုလျှောက်ပြီးဗြဟ္မပြည်ကိုတက်သွားတယ်တဲ့ရှင်သာရိပုတ္တရာဟုတ်လားဗြဟ္မပြည်ကိုတက်သွားပြီးတော့အဲ့ဒီဒနင်္ဇာနိဗြဟ္မာကိုသစ္စာ၄ပါးတရားကိုဆက်ပြီးတော့ဟောတယ်ဟုတ်လားအဲ့ဒီတည်းကစပြီးတော့တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ဟာတက္ကထာ၄ပါးကမြတ်လောက်တာရှိတဲ့တရားဘလောက်တူတဲ့တရားကိုပဲဟောသည်ဖြစ်စေသစ္စာ၄ပါးနဲ့ကင်းပြီးတော့ဘယ်သောခါကာလမှာတရားမဟောဘူးတဲ့ဟုတ်လားသစ္စာ၄ပါးမပါရင်မပြီးဘူးပေါ့ဟုတ်လားအဲ့ဒါဦးဇင်းတို့ဒနင်္ဇာနိသုတ်တံရဲ့အနှစ်ချုပ်လို့ဆိုကြပါစို့တော့ဒီသုတ်တံကိုပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေနာယူခဲ့ကြပြီနော်နှလုံးသွင်းခဲ့ကြပြီဘာတွေစဉ်းစားရရှိလဲဘာတွေတတိထားရရှိလဲနော်လူဘဝကြီးမှာအကြောင်းအမျိုးမျိုးကြောင့်အကုသိုလ်တရားတွေကိုလူသားတွေဟာလုပ်ဖြစ်နေကြတယ်ပေါ့တချို့ကဒါကိုမလွှဲတာမရှောင်လားလို့ထင်တယ်လွှဲလို့မရဘူးရှောင်လို့မရဘူးလို့ထင်နေကြတယ်ပေါ့ဒါကကိုယ့်ရဲ့တရားတရားနော်အကုသိုလ်တရားဟာဆင်းရဲတဲ့အကျိုးကိုပေးမှာပဲဆိုတာကိုတကယ်ယုံကြည်တဲ့တရားတရားခိုင်မာမယ်ဆိုလို့ရှိရင်ရှောင်လို့မရဘူးလွှဲလို့မရဘူးဆိုတာအလကားပြောတာပါရှောင်လို့ရပါတယ်လွှဲလို့ရပါတယ်ဟုတ်လားဒီကုသိုလ်ကောင်းမှုတွေကိုလည်းပဲအကြောင်းအမျိုးမျိုးကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဟာမေ့လျော့ပြီးတော့နေကြတယ်ပေါ့အမေဖေကြောင့်မိသားစုတွေကြောင့်ဆွေမျိုးတွေကြောင့်အပေါင်းအသင်းတွေကြောင့်အမျိုးမျိုးသောအကြောင်းကြောင့်မေ့နေကြတယ်ပေါ့ဟုတ်လားအဲ့တော့ဒီမှာသတိထားရရှိတာကမ
ကောင်းမှုအကုသိုလ်ကိုဘာကြောင့်ပဲလှုပ်ဖြစ်လုံးမိရင်တော့ကိုခံရလိမ့်မယ်ဆိုတဲ့အချက်ဟုတ်လားကုသိုလ်ကောင်းမှုတွေကိုဘာကြောင့်ပဲမေ့လျော့နေမလှုပ်ဖြစ်ဘူးဆိုရင်တော့ကိုယ်တိုင်ပဲဆုံးရှုံးရလိမ့်မယ်ဆိုတဲ့အချက်အဲ့ဒီနှစ်ချက်ဟာသတိထားကြမရှိဘူးလားရှိရနော်ဘဝမှာအကြောင်းအမျိုးမျိုးကြောင့်ဒကာဓမ္မတို့အရင်တို့တွေကမဟုတ်တာတွေကိုလုံမိတာတွေရှိတယ်ကောင်းတာတွေကိုမေ့လျော့နေကြတာတွေရှိတယ်အဲ့ဒါကိုအရှင်မြတ်ကြီးရှင်းပြတဲ့ရိုးရှင်းတဲ့ရှင်းပြချက်နဲ့ကိုယ်သဘာဝကျအောင်တွေးမိဖို့မလိုဘူးလားလိုတယ်ဘာကြောင့်မဲမကောင်းတာကိုလုံမိရင်တော့ငါခံရလိမ့်မယ်ခံရတဲ့အချိန်မှာဘယ်သူကမှတောင်းမှလို့ရမှာမဟုတ်ဘူးဘယ်သူကမှလက်ပြီးတော့မျှဝေခံစားမှလည်းမဟုတ်ဘူးဆိုတာကိုနားလည်ဖို့မလိုဘူးလားနားလည်ဖို့လိုတယ်နော်အေးဘာကြောင့်ပဲဖြစ်ကောင်းမှုကိုမေ့နေလေဆိုရင်လည်းပဲဆုံးရှုံးသွားရမှာကတစ်ချိန်ကြတော့ကိုယ်ပဲဟုတ်တယ်မဟုတ်လားအမိဘကြောင့်ပဲမကောင်းမှုကိုမလုပ်ဖြစ်သာသမီကြောင့်ပဲကောင်းတာကိုမလုပ်ဖြစ်လိုက်ဘူးဆိုရင်တော့အချိန်ကုန်ရင်တော့ဒါဘဝကပြီးရမှာပဲလေဟုတ်တယ်မဟုတ်လားအဲ့လိုပြီးသွားပြီဆိုရင်ကိုယ်ပဲရတိုက်တာကိုမရလိုက်တာပဲအဖတ်တင်ပဲဟုတ်လားဒါကြောင့်ဒီအချက်ကလေးနှစ်ချက်ကဒီသုတ်တံမှာအများကြီးစဉ်းစားရမရှိဘူးလားကျန်နော်ဘာကြောင့်ပဲဖြစ်မကောင်းမှုကိုလုံးမိရင်တော့ကိုယ်ခံရလိမ့်မယ်ဘယ်သူမှမျှဝေတောင်းပန်လို့မရဘာကြောင့်ပဲဖြစ်ကောင်းမှုကိုမလုပ်ဖြစ်ဘူးဆိုရင်တော့ကိုယ်တိုင်ပဲဆုံးရှုံးရလိမ့်မယ်ဆိုတဲ့အချက်ဟုတ်လားဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဦးဇင်းတို့ဒီထဲမှာဘာတွေ့ရတော့ဆိုတော့မိကောင်းဆွေကောင်းရဲ့ဂုဏ်ကျေးဇူးဟုတ်တယ်မဟုတ်လားတော့အရှင်မြတ်ကြီးဒီဟူသောမိကောင်းဆွေကောင်းရှိတဲ့အတွက်ကြောင့်တဏ္ဍာနိလို့သိုးသွန်းတဲ့ပုဂ္ဂိုလ်ဒီဗြဟ္မာဖြစ်ပြီးတော့နောက်ဆုံးအရိယာတောင်ဖြစ်ရတယ်ဟုတ်တယ်မဟုတ်လားသူ့ရဲ့ပထမအနေထားကတော်တော်ဆိုးတယ်လို့မဆိုနိုင်ဘူးလားမင်းကိုအကြောင်းပြုပြီးတော့ပြည်သူတွေကိုလူရက်တယ်ပြည်သူကိုအကြောင်းပြုပြီးတော့မင်းကိုလူရက်တယ်နော်အခြေအနေရဒါဘဝမှာရေတုံမျောပြီးတော့နေလိုက်တဲ့သဘောပါပဲဟုတ်ရဲ့လားအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့လောကကြီးမှာဒီလိုတာမန်ပုဂ္ဂိုလ်ဒါတွေပဲများတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အေးအဲ့လိုမျိုးဖြစ်တယ်လို့နေခဲ့ပေမဲ့လို့ကောင်းမွန်တဲ့မြင့်မြတ်တဲ့မိတ်ဆွေရှိတဲ့အခါကျတော့အဲ့ဒီမိတ်ဆွေရဲ့တော့အကျိုးကျေးဇူးကြောင့်ချမ်းသာမှုမရဘူးလားရတယ်ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာနော်မြင့်မြတ်တဲ့ခြေကောင်းနှလုံးကောင်းရှိတဲ့ကိုယ့်ကိုကောင်းလမ်းပြပေးနိုင်တဲ့မိကောင်းဆွေကောင်းဆိုတာရှိဖို့မလိုဘူးလားလို့လေနော်ဒီဒါကလည်းပဲဒီတုတ်တန်ထဲမှာဒုတိယတော့အရေးပါတဲ့စဉ်းစားစရာလေးပေါ့နော်ဘဝမှာတော့ကိုယ်တယောက်တည်းသွားနေုံမျှနဲ့မပြည့်စုံသေးဘူးကောင်းမွန်တဲ့မြင့်မြတ်တဲ့မိတ်ဆွေဆိုတာရှိဖို့လိုအပ်တယ်ဆိုတဲ့အတွေ့ပေါ့နော်အေးအဲ့တော့ဦးဇင်းတို့စဉ်းစားစရာ၃ချက်ဖြစ်သွားပြီပေါ့ဟုတ်လားမကောင်းတာကိုဘာကြောင့်မှမလုပ်ဖြစ်ဖို့ကောင်းတာကိုဘာကြောင့်မှမမေ့မလျော့မိဖို့ဟုတ်လားမိကောင်းဆွေကောင်းရှိဖို့ဟောနောက်တစ်ချက်ကတော့အရေးပါဆုံးအချက်လို့ပြောရမယ်အဲ့ဒါကဘာလဲဆိုတော့အလွန်မြင့်မြတ်သောတရားရှိပါလက်ခင်နဲ့ရုပ်ညက်တဲ့ဗြဟ္မပြည်ကိုရောက်ယုံမြတရားကိုဟောခဲ့တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ရှင်သာရိပုတ္တရာရဲ့ပေါ်မှာမိန့်တော်မူချက်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ဒီသာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အခိုက်အခါမှာဒကာဓမ္မတို့ဦးဇင်းတို့တွေဟာသစ္စာ၄ပါးကိုသိဖို့ပရဏပထမအရေးအကြီးဆုံးပဲဆိုတဲ့အတွေ့ဖို့မလိုဘူးလားနော်ဘာလို့လဲဆိုတော့သစ္စာ၄ပါးကိုသိမှသာလေဒုက္ခခတ်သိငြိမ်းမှာဟုတ်လားသစ္စာကိုမသိလို့ရှိရင်ဒုက္ခခတ်သိမငြိမ်းဘူးသစ္စာမသိသေးသမျှဘဝဟာဘာအာမခံချက်မှမရှိသေးဘူးဘာတေချာမှုကြီးရမှုမှမရှိဘူးတော့အချိန်မရွေးဖြစ်ချင်တယ်လို့ဖြစ်ချင်တာတွေဖြစ်သွားနိုင်တယ်ပေါ့ဘဝမှာဘာအာမခံချက်မှမရှိဘူးဒါကြောင့်ဦးဇင်းတို့သစ္စာတန်ရုပ်ထဲမှာမြင်းကြီးမှာချထားတဲ့ဝါကွမ်းလဲမှုကလေးတစ်ခုမြင်းကြီးမှာချထားတဲ့လဲမှုကလေးတောင်ဘက်ကလေးလာရင်မြောက်ဘက်ကိုအသားလေးပဲလွင့်သွားမယ်မြောက်ဘက်ကလေးလာရင်တောင်ဘက်ကိုအသားလေးပဲလွင့်သွားမယ်သူ့မှာဘာမှခိုင်ခိုင်မာမာရက်တည်နိုင်တဲ့အစွမ်းတတိမရှိဘူးဟုတ်လားလေးလာတဲ့အနေအထားကိုကြည့်ပြီးတော့သူ့ဘဝဟာလွင့်ပါသွားမယ်ဘာဥဒိခြင်းမှလည်းမရှိဘူးဘာတေချာမှုရည်ရမှုမှလည်းမရှိဘူးအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ဒီသစ္စာလေးပါးကိုထုတ်ထွင်းပြီးတော့သိတဲ့အနေအထားကိုမရှိသေးသမျှကလပ်ပလုံးကိုယ့်ဘဝဟာလည်းပဲခိုင်မာတဲ့ဥဒိခြင်းမရှိသေးဘူးပေါ့နော်ဘာလို့ပြောလို့မရသေးဘူး
အချိန်ကြီးသူဟာဖြစ်ချင်တယ်လို့ဖြစ်သွားတယ်ဘယ်လိုပဲဖြစ်ဖြစ်ဟုတ်တယ်မို့လားအေးဒါကြောင့်ပိဿပေါင်းတော်လည်းသစ္စာလေးပါးကိုသိအောင်တရားဓမ္မတို့အရင်တို့တွေအလုံးကိုပဲစိတ်ထဲမှာခိုင်ရင်မှတတိထချထားတဲ့နေပေါ့ဟုတ်လားအကယ်၍သာသစ္စာလေးပါးကိုသိခင်ပဲဆိုရင်တော့မြတ်စွာဘုရားကနော်16တောင်လောက်ရှိတဲ့တော့တကားတဲ့ကြီးကိုမြေကြီးတဲကို8တောင်လောက်နဲ့အောင်တူးပြီးတော့စိုက်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီတကားတဲ့ကြီးဟာအရက်လေးမျက်နှာကလာတဲ့လေတို့ကြောင့်တုံလုံးမှုမရှိသလိုနော်ဘဝမှာခိုင်မာမှုနော်ရေရာမှုသိကြမှုကြားအပိစ္ဆာလေးပါးကိုသိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝဟာအလွန်တရာမှသိကြသွားပြီးရေရာသွားပြီဟုတ်လားဒါကြောင့်မြတ်စွာဘုရားကလောကကြီးမှာမတွေးမဖြစ်လို့တွေးကြရတယ်နော်အတွေးတွေဆိုတာရှိတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတွေးမယ်ဆိုလို့ရှိရင်သစ္စာလေးပါးနဲ့ဆက်တဲ့အတွေးကိုပဲတွေးပါဟုတ်လားအဲ့လောက်ဒီမြတ်စွာဘုရားပြောတာဒီနှုတ်ကရှိနေတဲ့အတွက်ကြောင့်မပြောမဖြစ်လို့စကားတွေပြောကြတယ်ပြောမယ်ဆိုလို့ရှိရင်သစ္စာလေးပါးနဲ့ဆက်တာကိုပြောပါလို့အဲ့လောက်ထိသစ္စာတန်ရုပ်ထဲမှာမြတ်စွာဘုရားဟောထားတယ်ဟုတ်လားဒါကြောင့်ဒီနေရာမှာသစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ဒေသနာတွေအများကြီးလည်းပဲကြားဖို့နာဝရှိမယ်လို့ထင်ပါတယ်ဒါပေမဲ့တချို့ဒေသနာတွေကြတော့အလွန်တရာမှကိုယ့်ရဲ့စိတ်နှလုံးကိုလမ်းမှန်ကိုညွှန်ပြနိုင်တဲ့အလွန်တရာမှထိထိရောက်ရောက်အကျိုးပြုနိုင်တဲ့ဒေသနာတွေဖြစ်တဲ့အတွက်ကြောင့်မကြာခဏစဉ်းစားတဲ့နဲ့မကြာခဏကြားရတဲ့နဲ့နော်စကားကောင်းတွေကိုလွယ်လွယ်ကူကူကြားခွင့်ရှိရမယ်ဆိုတဲ့အချက်ဟာလည်းပဲစိတ်ရဲ့ကိလေသာကလွတ်မြောက်ရေးမှာအလွန်တရာမှအရေးပါတဲ့အချက်လို့အမေကြီးရသုဒ္ဓမှာမြတ်စွာဘုရားဟောထားတာရှိနောက်စကားကောင်းတွေကိုလွယ်လွယ်ကူကူကြားခွင့်ရရမယ်ကုသစ္စာလေးပါးနဲ့ဆက်တဲ့စကားသည်အလွန်တရာမှကောင်းမြတ်တဲ့စကားလို့ဆိုရမယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ကျင်ရှိအောင်ထိုးထွင်းပြီးတော့သိတဲ့မဉ္ဇဉ်ပူညာအဆင့်ကိုမရသေးတောင်မှနော်ပရိယတိစာပေအရာတော်၎င်းမိမိရဲ့ကြံစည်စဉ်းစားထားတဲ့စိန္ဒမယဉာဏ်အရာတော်၎င်းဆရာတော်တန်ဃာတော်တွေဟောထားတဲ့ဒေသနာတော်တွေကိုနာယူထားသောအဖြစ်၎င်းစိတ်ထဲမှာကျွမ်းကျင်ကျင်လိမ့်လိမ့်မာသိနေအောင်ကြိုးစားအထုတ်မထားတဲ့မို့လားအထုတ်ထားတဲ့လေဟုတ်လားအဲ့တော့သစ္စာလေးပါးတွေဒီသစ္စာလေးပါးကိုသိလို့ရှိရင်လည်းပဲဒီကတန်းကနော်ကိစ္စကပြီးပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အ ਨੇ ဆုံးသောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်သစ္စာလေးပါးကိုထုတ်ထွင်းပြီးတော့သိမယ်ဆိုရင်ကိုပဲဒါကာမဘုံမှာအလွန်ဆုံးခုနှစ်ဘဝနေပြီးလို့ရှိရင်ဒုက္ခသိမ်းပြီးတော့နော်ဆင်းရဲဒုက္ခတွေအလုံးချုပ်ဆုံးသွားပြီလို့ဒါကြိုးပြီးတော့ပြောထားလို့မရဘူးလားရတယ်ဒါကြောင့်ပိဿပေါင်းသူတော်တို့သစ္စာလေးပါးကိုသိအောင်ကြိုးစားရမယ်ပေါ့တော့ဒီနေ့မှာသစ္စာလေးပါးဆိုတာကမိမိခန္ဓာကိုယ်ကြီးရဲ့သဘာဝခန္ဓာကိုယ်ကြီးဟာဆင်းရဲခြင်းတရားမျှလာဖြစ်တယ်ဆိုတဲ့အချက်ဒီဆင်းရဲခြင်းတရားတွေဟာလည်းပဲဒီအလိုဆန္ဒဆိုတဲ့တဏှာလောဘကိုအကြောင်းခံပြီးတော့ဖြစ်နေတာဆိုပြီးတော့ဒါဒုက္ခနဲ့သမုဒယတစ်စုံပေါ့ဟုတ်လားနောက်ဒီသမုဒယတရားလောဘတရားတဏှာတရားချုပ်ဆုံးသွားမှသာလေနောက်ဒုက္ခချုပ်ရာနိဗ္ဗာန်ဖြစ်တယ်ဆိုတဲ့និရောဓသစ္စာအဲ့ဒီនិရောဓသစ္စာကိုမျက်မှောက်ပြုဖို့အတွက်တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်7ပါးကိုပွားများကြရမယ်ဆိုပြီးတော့နော်လမ်းနဲ့ပန်းတိုင်ဆိုတဲ့သဘောမျိုးပေါ့ဟုတ်လားនិရောဓသစ္စာနဲ့မဂ္ဂသစ္စာတစ်စုံဒီနေ့မှာဦးဇင်းတို့ဒုက္ခသစ္စာနဲ့သမုဒယသစ္စာကတော့သူကအကြောင်းအကျိုးသဘောပေါ့နော်လိုချင်မိပြီဖြစ်ချင်မိပြီဆိုရင်တော့ဒုက္ခကသိကြပေါ့ဖြစ်တော့မှာဆိုလိုတာကလောဘဆိုတဲ့သမုဒယသစ္စာကြောင့်ချင်းရဲခြင်းဆိုတဲ့ဒီဒုက္ခသစ္စာကြီးဟာဖြစ်ကိုဖြစ်မှာဒါကအကြောင်းအကျိုးသဘောပေါ့နော်သို့တော့မဂ္ဂင်7ပါးနဲ့နိဗ္ဗာန်ကြတော့သူကအကြောင်းအကျိုးသဘောလို့မဆိုအကြောင်းအကျိုးသဘောလည်းမဟုတ်ဟုတ်လားမဂ္ဂင်7ပါးကိုကျင့်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်လို့ပြောတာမဂ္ဂင်7ပါးကြောင့်နိဗ္ဗာန်ကြီးဖြစ်လာတာမဟုတ်ဘူးနိဗ္ဗာန်ကသူ့သူရှိပြီးသားဟုတ်လားသမုဒယသစ္စာကြောင့်ဒုက္ခကတော့ဖြစ်တယ်သို့တော့မဂ္ဂသစ္စာကြောင့်និရောဓသစ္စာနိဗ္ဗာန်ကြီးဖြစ်လာတာမဟုတ်နော်မဂ္ဂင်လမ်းကိုလျှောက်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်ဦးဇင်းတို့ပြီးနေကြဥမာပါပဲပိဿတို့လည်းပဲကြားဖို့ပါတယ်ရန်ကုန်ကိုရောက်စီတဲ့လမ်းပေါ်ကိုသွားမယ်ကားမောင်းပြီးတော့သွားမယ်ဆိုရင်တော့ရန်ကုန်ကိုရောက်သွားမှာဟုတ်လားအဲ့ဒီလမ်းမကြီးကြောင့်ရန်ကုန်ဆိုတာဖြစ်လာတာတော့မဟုတ်ဘူး
သို့တော့အဲ့ဒီလမ်းလျှောက်သွားမယ်ဆိုရင်တော့ရန်ကုန်ကိုရောက်သွားလိမ့်မယ်အဲ့ဒီလမ်းလျှောက်မသွားရင်တော့ရန်ကုန်ကိုမရောက်နိုင်ဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့မဂ္ဂင်နဲ့နိဗ္ဗာန်ဆိုတာကအဲ့ဒီလိုသဘောတဘာဝရှိတယ်ပေါ့နော်ဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ဒီသစ္စာ၄ပါးကိုဦးဇင်းတို့အနုမာနနော်မှန်းဆပြီးတော့သိတဲ့တုဒ္ဓမယဉာဏ်ဖြင့်သိတဲ့ဒီအတိကိုကြော်လွန်ပြီးတော့နော်မဉဏ်ကိုရပြီးတော့ထိုးထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်အောင်အားထုတ်ကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါဦးဇင်းတို့သစ္စာ၄ပါးကိုသိကျင်တယ်ဆိုရင်တော့ဘာလို့ရမှာတော့ဆိုလို့ရှိရင်သတိပဋ္ဌာန်တရားကိုပွားများကြရဟုတ်လားသတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်မြတ်စွာဘုရားကညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယလို့မဟုတ်ဘူးလားဟုတ်နော်ညာယတ္တအဓိကမာယမဲ့ဉဏ်ကိုရပ်ပြီးတော့သစ္စာ၄ပါးကိုထုတ်ထွင်းပြီးတော့သိတဲ့မဲ့ဉဏ်ကိုရပ်ပြီးတော့နိဗ္ဗာန်တ္တသစ္စိကရိယာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်လို့အမကန်ချက်နဲ့မဟုတ်ဘူးလားဟုတ်တယ်ဒါကြောင့်ဦးဇင်းတို့ပိဿဘောဓတော်တို့အလွန်တရာမှအရေးပါတဲ့သစ္စာ၄ပါးကိုထုတ်ထွင်းပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်သတိပဋ္ဌာန်တရားကိုပွားများကြရလိမ့်မယ်သတိပဋ္ဌာန်တရားဆိုတာလည်းပဲရသောဖြင့်ဒီပိတ္တတို့ယဉ်ဤကြောင်းဝယ်မှုရှိကြပြီလားထိုက်တဲ့လောက်လည်းပဲကြိုးစားအထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်မယ်လို့ဦးဇင်းကယုံကြည်ပါတယ်ဟုတ်လားသတိပဋ္ဌာန်တရားဆိုတာဘာလဲလို့မေးရင်ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုကိုယ်တိုင်မှန်မှန်ကန်ကန်သိအောင်တတိဥစီပြီးတော့ကြိုးစားအထုတ်တဲ့အလုပ်နော်မိမိဘဝမိမိခန္ဓာရဲ့အကြောင်းကိုမိမိကိုယ်တိုင်ပဲသိအောင်ကြိုးစားတာတကယ်တမ်းကဒကာမတို့ဦးဇင်းတို့တွေသတိပဋ္ဌာန်တရားနဲ့ကင်းပြီးတော့ကိုယ့်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမသိဘူးဟုတ်လားသတိပဋ္ဌာန်တရားကိုအာမထုတ်သေးသည်မြဘယ်သူမှကိုယ့်ဘဝရဲ့အကြောင်းကိုကိုယ်တကယ်မသိဘူးကိုယ်ခန္ဓာရဲ့အကြောင်းကိုလည်းကိုယ်တကယ်မသိဘူးပြင်မဲ့ကအရာတွေဘာတွေကိုသိတာထက်မဆိုမိမိခန္ဓာကိုယ်အကြောင်းကိုမှန်မှန်ကန်ကန်သိရခြင်းကအလွန်တရာမှမြင့်မြတ်တယ်လို့ဆိုရမယ်အဲ့ဒါဟာအလွန်မှတန်ဖိုးရှိတဲ့ပညာကျန်တာဘာတွေကိုပဲသိဘယ်အသိမှမိမိခန္ဓာရဲ့အကြောင်းကိုသိတဲ့အသိလောက်တန်ဖိုးမရှိဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒကာမတို့ဦးဇင်းတို့တွေကကိုယ်ခန္ဓာရဲ့အကြောင်းကိုခရီးကြီးတွင်းကြရေးရေးလဲလဲပြည့်စုံလို့သိပြီလို့မဆိုနိုင်ဘူးဟုတ်လားမသိလို့လည်းပဲဒီတွေ့တာစရာမမောစရာမရှိတဲ့ခန္ဓာရဲ့ပုံမှာတွေ့တာမမောမှုတွေရှိနေကြတာ။ဒါဥစဉ်တို့လည်းဒီတိုင်းပဲတရားဓမ္မတွေလည်းဒီတိုင်းပဲ။တကယ်တည်းကဒီခန္ဓာမှာတွေ့တာစရာလည်းဘာမှမရှိဘူး။မမောစရာလည်းဘာမှမရှိဘူး။လူချင်းစရာလည်းဘာမှမရှိဘူး။သို့တော့မသိတဲ့အတွက်ကြောင့်တရားဓမ္မတို့ဥစဉ်တို့တွေဟာတွေ့တာမှုတွေလည်းအပြည့်ရှိတယ်။မမောမှုတွေလည်းအပြည့်ရှိတယ်။မပြေတော့ကာယရှိဆိုတဲ့အတိုင်းဟုတ်လားမသိဘူးဆိုတာကိုတက်တည်ပြဖို့အတွက်ဆွဲလန်းနေတာတွေ့တာနေတာမမောနေတာကိုကြည်သွားအဖြစ်မသိနိုင်ဘူးလားနောက်ကိုယ်ခန္ဓာကြီးရဲ့အကြောင်းကိုမသိသေးဘူးဆိုတာကိုဆွဲလန်းမမောမှုမကင်းတာကိုကြည်သွားအဖြစ်သိနိုင်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဆွဲလန်းမမောမှုရှိနေရင်လည်းပဲနောက်သမုဒိယသစ္စာဖြစ်နေတဲ့အတွက်ကြောင့်ဒုက္ခသစ္စာတွေကတော့အတော်တန်မှာမဟုတ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဆွဲလန်းမမောမှုချုပ်ငြိမ်းဖို့ဆွဲလန်းမမောမှုကိုလျှော့ချနိုင်ဖို့အတွက်ကိုယ်ခန္ဓာအကြောင်းကိုသိအောင်ကြိုးစားရတယ်ကိုယ်ခန္ဓာအကြောင်းကိုသိအောင်ကြိုးစားတဲ့နေရာမှာမြတ်စွာဘုရားပေးထားတဲ့အတုမဲ့နိလန်းကတော့သတိပဋ္ဌာန်တရားပဲသတိပဋ္ဌာန်တရားကိုအထုတ်ရင်းဖြင့်ကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတယ်ကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိသွားဖြင့်ဆွဲလန်းမမောမှုတွေဟာလျှော့နေသွားရာကနေတစ်ချက်ထိရောက်အောင်အထုတ်မယ်ဆိုရင်ချုပ်ငြိမ်းတဲ့အနေအထားကိုမရောက်နိုင်ဘူးလားကြောက်နိုင်တယ်လောကုခန္ဓာရဲ့သဘောတဘာဝကဘယ်လိုရှိတာတော့မမြဲတဲ့အနိစ္စသဘောရှိတယ်ဆင်းရဲတဲ့ဒုက္ခသဘောရှိတယ်အဆိုးမရမပိုင်တတ်တဲ့အနတ္တသဘောရှိတယ်ဟုတ်တယ်မဟုတ်လားရိုးအီးနေအောင်ကြားဖို့နေတဲ့ဒီစကလုံးလေးတွေကိုဒကာဓမ္မတို့ဦးဇင်းတို့တွေရှင်းရှင်းလင်းလင်းနားလည်အောင်ကြိုးစားသင့်တယ်ဩဟုတ်လားဟိုဦးဇင်းတို့တပည့်ရင်းစတော်ဘုရားကြီးရေးတဲ့ကျမ်းစာထဲမှာငယ်တုန်းကတွေ့ဘူးတယ်ပေါ့လေနောက်သာသနာတော်မြတ်ကြီးမှာအလွန်တရာမှအရေးကြီးတဲ့တန်ဖိုးကြီးတဲ့စကလုံး6လုံးရှိတယ်ဆိုပြီးတော့ပြောအဲ့ဒါပါလဲဆိုတော့ဖရာတရားတန်ခါအနိစ္စဒုက္ခအနတ္တဟုတ်လားဘုရားအကြောင်းကိုတကယ်ဘယ်လောက်သိတယ်လဲတရားရဲ့အကြောင်းကိုဘယ်လောက်သိတယ်လဲသံဃာရဲ့အကြောင်းကိုဘယ်လောက်သိလဲဒီအနိစ္စဖြစ်နေတာကိုဘယ်လောက်ထိနားလဲဒုက္ခဖြစ်နေတာကိုဘယ်လောက်ထိနားလဲအနတ္တဖြစ်နေတာကိုဘယ်လောက်ထိနားလဲ
ကြားတာတော့နေတိုင်းကြားနေတာပါနော်ကလေးတွေကစကြားလာဘုရားတရားနာတာအိစ္ဆဒုက္ခအနတ္တဒီစကလုံး6လုံးကိုဒကာဓမ္မတို့ဦးဇင်းတို့တကယ်ကောင်းကောင်းနားလည်မယ်သိမယ်ဆိုလို့ရှိရင်နော်ဘယ်လောက်ထိအကျိုးများမလဲဆိုတာမှန်းဆလို့တောင်မရနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ခန္ဓာဒီဘဝဟာဘလို့အနေထားရှိလဲလို့မေးရင်အိစ္ဆဒုက္ခအနတ္တဖြစ်နေတဲ့အနေထားလို့မမှန်ကန်ကန်သိဖို့မလိုဘူးလားအဲ့ဒီအချက်ကိုသိဖို့အတွက်မလုပ်ကြရတော့သတိပဋ္ဌာန်တရားကိုအားထုတ်ရတာသတိပဋ္ဌာန်တရားအားထုတ်တဲ့နေရာမှာလက်တွေ့ကြကြဒကာဓမ္မတို့ဦးဇင်းတို့ဘယ်လိုအားထုတ်ရမှာတော့လို့ဆိုလို့ရှိရင်ဒါကလူငယ်တွေအတွက်ကြီးရွယ်ပြီးတော့ပြောတာပါဟုတ်လားဘယ်လိုအားထုတ်ရမှာတော့လို့မေးရင်ကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်ပေါ်နေကြတဲ့ညင်ချင်းကြားချင်းနာချင်းစားချင်းထိချင်းတွေးချင်းလို့ဆိုတဲ့ဒုသဘာဝနံသဘာဝတွေကိုဖြစ်တိုင်းတတိဥစည်းပြီးတော့တိနေအောင်ကြိုးစားရမယ်ဒါကအနှစ်ချုပ်ပဲဟုတ်ရဲ့လားဒီခန္ဓာမှာဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားမျိုးစုံမရှိဘူးလားနော်မြင်ချင်းကြားချင်းနာချင်းစားချင်းထိချင်းတွေးချင်းလို့ဒါ6အုပ်စုခွဲပြီးတော့ဦးဇင်းတို့ပြောပါတယ်နည်းနည်းလေးအနှစ်ချုပ်ပြောမယ်ဆိုရင်တော့ရှုသဘောနာမ်သဘောပေါ့နော်ပေါက်ပြန်တဲ့သောသဘောနဲ့အာယုံကိုတိတဲ့သောသဘောခန္ဓာတဲ့သောသဘောလို့ဆိုကြပါစို့ဟုတ်ရဲ့လားဒီခန္ဓာအိမ်ကြီးတိဆောက်ထားပုံကိုလည်းနည်းနည်းတော့သဘောပေါက်ဖို့လိုမယ်ပေါ့နော်လူငယ်တွေအနေနဲ့မိမိတို့ရဲ့ခန္ဓာအိမ်ကိုဘယ်လိုတိဆောက်ထားတော့မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ရဲ့ဒီ6မျိုးနဲ့တိဆောက်ထားဟုတ်တယ်မဟုတ်လားဒီ6မျိုးကိုပဲဦးဇင်းတို့မြတ်စွာဘုရားကဒွါရလို့မဟုတ်ဘူးလားနော်ဒွါရဆိုတာဘာတော့တကားပေါက်တကားပေါက်ဆိုရင်တော့ဝင်ထွက်သွားလာနေတဲ့တွေကရှိမှာပေါ့ဟုတ်လားဒါတင်စားပြောတာနော်ဒီခန္ဓာအိမ်တကားပေါက်မှာလည်းပဲနော်အာယုံ6ပါးကဝင်ထွက်ပြီးတော့သွားလာနေတာမရှိဘူးလားနော်အလွန်စမ်းကြယ်တဲ့ဒီခန္ဓာကိုယ်ကြီးစဉ်းစားကြည့်မျက်စိတကားပေါက်ကိုအတန်းဆိုတာကဝင်ထွက်သွားလာလို့မရအောင်အနံ့ဆိုတာလည်းဝင်ထွက်သွားလာလို့မရအောင်မျက်စိတကားပေါက်ကိုဝင်ထွက်သွားလာခွင့်ရှိတာကအစင်းပဲဟာသူ့တော်ရသူ့အာယုံသူ့ဟာနဲ့သူ့ပဲဘလောက်စမ်းကြယ်တော့ဟုတ်လားအဲ့ဒါလိုပဲနားတကားပေါက်ကိုဦးဇင်းတို့အစင်းတွေဝင်ထွက်သွားလာလို့မရအောင်နော်ပြင်မကအရာတွေဘလောက်အောစရာကောင်းပါတယ်ဆိုဒီခန္ဓာကိုယ်ကြီးလောက်အောစရာမကောင်းတာကတော့အမှန်ပဲဟုတ်လားပြင်မကအရာတွေဘလောက်စိတ်ဝင်စားစရာကောင်းပါတယ်လို့ဆိုစိတ်ဝင်စားခြင်းလေဆိုရင်ဒီခန္ဓာကိုယ်ကြီးလောက်စိတ်ဝင်စားစရာမများတာတော့အမှန်ပဲဟုတ်လားတော့ဒကာဓမ္မတို့ဦးဇင်းရဲ့ခန္ဓာအိမ်ကြီးမှာအဲ့ဒါလိုဓဝါရ6ပေါက်ဒီနေရာဖြင့်အာယတနာ6ပါးနဲ့တည်ဆောက်ထားတယ်ပေါ့တော့အာယုံ6ပါးကလည်းပဲအမြဲတမ်းဝင်ထွက်သွားလာနေတဲ့သဘောမျိုးနဲ့ဒါထိတွေ့နေကြတယ်ပေါ့ဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့ယင်နေကြတယ်နံနေစားတယ်ထိတယ်တွေးတယ်ဆိုတဲ့အကျဉ်းများဖြင့်သိစိတ်ဝိညာဏတ္တတွေဟာဒီခန္ဓာမှာတပွားပွားဖြစ်တယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒါ3အုပ်စုပြောလိုက်တယ်ပေါ့နော်ဒွါရရဲ့အာယုံရဲ့ဝိညာဉ်ရဲ့ဟုတ်လားဒွါရရဲ့အာယုံရဲ့ဝိညာဉ်ရဲ့ပုဂ္ဂိုလ်တ attva ရှာလို့မတွေ့တော့ဘူးသိလားခန္ဓာကိုယ်ဟာစက်ကြီးတစ်လုံးလိုဖြစ်သွားတယ်ပေါ့ဒါမြတ်စွာဘုရားကလည်းပဲတော့ဒီခန္ဓာကိုယ်ကြီးဟာနော်ဆက်လဲနေတယ်ဆိုတဲ့သဘောမျိုးနဲ့ဟောထားတာကိုမရှိဘူးလားရှင်နော်စက်ကြီး3မျိုးနဲ့လဲပတ်နေတယ်ဆိုတော့ပိဋကတို့လည်းကြားရတယ်ကိလေသာဆက်ကာမဆက်ဝိပါကဆက်ဟုတ်တယ်မဟုတ်လားဆက်ဆိုတာဆက်ကဆိုတာဘိန်းဟုတ်လားအချင်းချင်းဘာလို့နော်ထိဆက်ပြီးတော့လဲနေဟုတ်လားဒီနေ့မှာဦးဇင်းတို့ပြောရင်းနဲ့စကားတွေကနည်းနည်းကျဲနေတယ်လို့ဦးဇင်းထင်တယ်နော်ကိလေသာဆက်ကာမဆက်ဝိပါကဆက်နော်ကိလေသာဆိုတာဘာလို့ဆိုတော့လောဘဒေါသမောဟအညင်လွန်းတဲ့တရားပူလောင်တဲ့တရားပေါ့အဲ့ဒီကိလေသာဆက်လဲပြီဆိုလို့ရှိရင်ကာမဆက်ဆိုတာလေနှလုံးပဲပြောမယ်တွေးမယ်ဆိုတဲ့ဆက်အဲ့ဒီကာမဆက်လဲပြီဆိုလို့ရှိရင်နော်အကျိုးပဲဆိုတဲ့ဝိပါကဒီတရားတွေကဖြစ်လာတယ်အဲ့ဒီဝိပါကဆက်လဲနေတဲ့အချိန်မှာကိလေသာဆက်မလဲအောင်ရက်ရမယ်ကိလေသာဆက်လဲသွားပြီဆိုရင်တော့ကာမဆက်မလဲအောင်ရက်လို့မရဘူးဝိပါကဆက်မလဲအောင်ရက်လို့မရအောင်နော်ဆက်ကိုရက်အောင်လုပ်ရမှာကဝိပါကဆက်နဲ့ကိလေသာဆက်ကြားထဲမှာရက်အောင်လုပ်ရမှာဟုတ်လား
ဝိပါကမြင်လိုက်တယ်ကြားလိုက်တယ်နားလိုက်တယ်စားလိုက်တယ်အဲ့ကိလေသာမဖြစ်အောင်ကြိုးစားရမယ်နော်လောဘဒေါသမဖြစ်အောင်ကြိုးစားရမယ်အဲ့ဒါကစိတ်ရဲ့သဘာဝလေးကိုအရင်ကအကျဉ်းမြင်လေးပြောပြတာတော့ဒီခန္ဓာစက်ကြီးမှာဒကာဓမ္မတို့ဦးဇင်းတို့တွေအမျက်ကြီးနန္ဒလျာကိုစိတ်အတွင်းအာယတနာ6ပါးရှိတယ်အစဉ်အတန်အနန္တယတာတွေ့ထိဓမ္မယုံအပြင်အာယတနာ6ပါးရှိတယ်ဒါတွေတိုက်ဆိုင်တာတွေကိုအကြောင်းပြုပြီးတော့ဟောဝိညာဏတ္တဆိုတဲ့မသိမှုသဘောတွေဟာဖြစ်လာတယ်သုံးစုဦးဇင်းပြောလိုက်တယ်နော်ဒွါရရဲ့အာယုံရဲ့ဝိညာဉ်ရဲ့ဟုတ်လားအဲ့ဒါဦးဇင်းတို့ဒီကနေ့ဆက်ပြီးတော့ပြောချင်တာကဘာလို့ဆိုတော့သက္ကုံစပရိစ္ဆရူပေစဥပ္ပစ္စတိသက္ခုဝိညာဏသက္ကုံစမျက်စိကို၎င်းရူပေစအစင်းကို၎င်းပရိစ္ဆအစွဲပြုပြီးတော့သက္ခုဝိညာဏမြင်သိစိတ်ဆိုတာဖြစ်လာသက္ခုကဒွါရနော်ပြုပါယုံကပါလေအစင်းကအာယုံဟုတ်လားအဲ့ဒီတစ်ခုထိခိုက်တာကိုအကြောင်းပြုပြီးတော့ဝိညာဉ်ဆိုတာဖြစ်လာသုံးခုနော်အဲ့ဒါကိုဘာပြောတော့ဆိုတော့တိဖတ်တော်တဲ့ဟုတ်လားပေတတော်ပိဋကသမုပ္ပါရောက်သွားပြီဟုတ်လားတိဏ္ဍသင်္ကတိတိဖတ်တော်ဖတ်တာဖြစ်ပြီဆိုလို့ရှိရင်တော့စိတ်ထဲမှာချမ်းသာခြင်းဆင်းရဲခြင်းသို့မဟုတ်ချမ်းသာဆင်းရဲမထင်ရှားတဲ့ဥပိ္ပခာဆိုတဲ့ဝေဒနာကတော့တစ်မျိုးမျိုးဖြစ်လိမ့်မယ်ဒါကရက်လို့မရဘူးသူ့ရဲ့သူ့နဲ့သူဒါကအကြောင်းအကျိုးသဘောဖြစ်နေတာဟောနော်ဖတ်တာပစ္စယဝေဒနာအဲ့မှာရဲရမှာကဘာလို့ဆိုတော့ဝေဒနာဖြစ်เสียတဏှာဆိုတာကိုမသွားအောင်ပြတ်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားတော့ဝေဒနာဖြစ်ပြီဆိုလို့ရှိရင်ကိုကသတိပညာမစိုက်နိုင်ဘူးဆိုလို့ရှိရင်ဒုက္ခဝေဒနာရဲ့နောက်ွယ်မှာဘာကနုတ္တယကိန်းနေပေါ့စာလို့ပြောရရင်လောဘဖြစ်တယ်ပေါ့ဒုက္ခဝေဒနာရဲ့နောက်ွယ်မှာပဋိက္ခနုတ္တယကိန်းနေပေါ့ဒေါသဖြစ်တယ်ပေါ့နော်ဥပိ္ပခဝေဒနာရဲ့နောက်ွယ်မှာကျတော့အဝိဇ္ဇာနုတ္တယကိန်းနေမောဟဖြစ်တယ်ဝေဒနာ၃ပါးနဲ့လောဘဒေါသမောဟအတွဲလိုက်မြတ်စွာဘုရားဟောတာဟုတ်လားဒုက္ခဝေဒနာနဲ့ဘာနဲ့တွဲမလို့လောဘနဲ့တွဲဒုက္ခဝေဒနာနဲ့ဘာနဲ့တွဲမလို့ဒေါသနဲ့တွဲပဲဥပိ္ပခဝေဒနာနဲ့ဘာနဲ့တွဲမလို့မောဟနဲ့တွဲဟုတ်ရဲ့လားဒါကတတိပညာနဲ့ဒီဝေဒနာရဲ့သဘောကိုအမှန်တိုင်းမသိလိုက်နိုင်ဘူးဆိုရင်တော့သူကဒါဖြစ်ရိုးဖြစ်စဉ်လမ်းစဉ်အတိုင်းသူကသွားဒါကိုဦးဇင်းတို့အစုံလမ်းလို့လည်းပြောမယ်ပရိစ္ဆေသမုပ္ပါဒအနုလောမနော်ဒီလိုလည်းပဲမပြောဘူးလားပြောတယ်အဲ့ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေကဖြတ်တောက်နိုင်အောင်ကြိုးစားရမယ်တနည်းအားဖြင့်အစုံလမ်းကနေပြီးတော့အစံလမ်းကိုလျှောက်ရရောက်အောင်လည်းကြိုးစားရမယ်ပေါ့အဲ့ဒါဘယ်နည်းနဲ့ကြိုးစားရမှာတော့ဆိုတော့တတိပဋ္ဌာန်နည်းနဲ့ကြိုးစားရမယ်အမြင်စေခဏကြားစေခဏနန်းရှုစေခဏစားတော့စေခဏတွေးထိစေခဏတွေးကြံစေခဏဒိဋ္ဌိဒိဋ္ဌမတ္တသုတိသုတမတ္တဒါပိဋကတို့ကြားဘူးရတယ်ဟုတ်လားအဲ့ဒီပစ္စုပ္ပန်အခိုက်အတန့်လေးမှာတတိထားပြီးတော့သိပြီးတော့ဒါကိုရတတ်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားအဲ့တကယ်လက်တွေ့အလုပ်လုပ်ရမှာကဘာလို့ဆိုတော့သိပြီးတော့နေလိုက်ဖို့ပဲဟုတ်လားဘာပဲဖြစ်ဖြစ်သိပြီးတော့နေလိုက်ဖို့အချိန်မရွေးနေရမရွေးအနေအထားမရွေးဘာလို့ဖို့လို့တော့သိဖို့လိုတယ်ဟုတ်လားအဲ့လိုသိတဲ့နေရာမှာလည်းပဲပိဋကပေါင်းသူတော်ကတော့ပြစ္ဆုတ်မှန်တဲ့နေနေနဲ့တဲ့အောင်ကြိုးစားအထောက်ဖို့လိုမယ်ပေါ့ဟုတ်လားသိရတရားကရှင်ဆက်မပြတ်သူကအကြောင်းတွေရှိနေတော့ဖြစ်နေတယ်အဲ့ဒါကိုဖြစ်တိုင်းကိုကသိရမယ်မသိပြီးသားကိုအသာထားခဲ့တန်ရောစဉ်တွေအမြင်တမ်းမနေနဲ့သိတရားရှိတာကိုဆက်ပြီးတော့သိသွားအဲ့ဒီသိသွားတဲ့အလုပ်ကပဲအသိဉာဏ်ကိုဆက်ပြီးတော့ဖြစ်ပေါ်စေမယ်ဩဘောပေါက်လာဦးရင်ပြောတာဩအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နောက်တကယ်လက်တွေ့ကြိုးစားအထောက်ကြပြီဆိုလို့ရှိရင်တော့ဆိုကြပါစို့မကြုံကြုံကလေးထိုင်တခါကြီးတွေဆိုတင်မလေးကွေးလေးထိုင်ပြီးတော့မျက်လွှာလေးချပြီးတော့အထောက်တယ်ဆိုကြပါစို့ဟုတ်လားအထောက်ပြီဆိုလို့ရှိရင်မျက်စိကမှိတ်ထားတဲ့အတွက်ကြောင့်မြင်တယ်ဆိုတာကတော့အဲ့ဒီချိန်မှာမဖြစ်ဘူးပေါ့ဟုတ်လားပြီးတော့ဒီနှာခေါင်းထဲမှာအနံ့ရတယ်ဆိုတာလည်းအလွန်မှရှားမယ်ပေါ့အဲ့ဒီချိန်မှာနော်ပြီးတော့ပါးစပ်ပိတ်ထားတာဆိုတော့အရသာကလည်းပဲတတွေးရဲ့အရသာလောက်ပဲကိုသိကျင်တယ်ဆိုရင်သိလို့ရမယ်ပေါ့အဲ့ဒါဘာလဲဆိုတော့မြင်တာရဲ့နာနာရဲ့စားတာရဲ့အဲ့ဒီချိန်မှာနေပါနေပဲပေါ့အဖြစ်များတာကဘာတွေဖြစ်မှာတော့ဆိုတော့ဟောဒီကြားတယ်ဆိုတဲ့ကိစ္စနော်အတန်တွေကအမြဲတမ်းဖြစ်နေတယ်ဘေးမှာ
ဟုတ်လားဘာသာမှမရှိဘူးဆိုတော့တိတ်နေတဲ့ဟာကြီးကအဲ့ဒါအတန်းအနေနဲ့လာလိုက်အောင်ပဲဘူးနဲ့လာလိုက်အောင်ပဲဘယ်လောက်တိတ်တဲ့နေရာပဲနေနေအတန်းဆိုတာကြားနေရမယ်ပေါ့ဟုတ်လားဒါဆိုသူညညာအတန်တွေကိုဆိုလိုတာမဟုတ်ဘူးနော်အေးဒီကြားတယ်ဆိုတဲ့ကိစ္စဖြစ်မနေဘူးလားဖြစ်နေတယ်ပြီးတော့ဘာဖြစ်တော့ဒုတိယဒီတွေ့ကြည့်တယ်ဆိုတဲ့သဘောဒါအလွန်မှအရာကြီးတယ်ပေါ့နော်ထိုင်းနေတယ်ဆိုရင်အောက်ကကျန်းတဲ့မိမိရဲ့တင်ပါနဲ့ဒါထိနေကိုယ့်ရဲ့ကအချင်းချင်းထိနေတာတွေရှိမယ်အဝတ်စားတွေနဲ့ခန္ဓာကိုယ်ထိနေတာရှိမယ်ပေါ့ဒီထိတဲ့သဘောတွေဟာအများကြီးဖြစ်မနေဘူးလားဖြစ်နေတယ်တကယ်တမာတိလေးထိုက်လောက်ရှိမယ်ဆိုရင်အတွင်းထဲမှာဖြစ်နေတဲ့ထိမှုသဘောတွေကိုတောင်သိနိုင်တယ်ပေါ့ကိုယ့်ရဲ့လက်ချောင်းလေးတွေမှာသွေးလေးတွေတိုးသွားတာသိနိုင်နေတယ်ပေါ့ထိတဲ့သဘောလေးတွေဟုတ်လားကိုယ့်ရဲ့နှစ်ဖူးကိုကြည့်မယ်ကိုယ့်ရဲ့ပါးပေါ်ကိုကြည့်မယ်ကိုယ့်ရဲ့မေးစေးကိုကြည့်မယ်ဆိုရင်ဒီထဲမှာထိမှုသဘောတွေရှိတယ်ဆိုတာကိုသိနိုင်တယ်ထိမှုတွေဖြစ်နေတယ်ဆိုတာကိုသိနိုင်တယ်ဟုတ်တယ်မြင်တာရှိမယ်ထိတာတွေရှိမယ်ပြီးရင်ပါရှိမလို့မျိုးမျိုးတွေးနေတဲ့အတွေးတွေပေါ့ဟုတ်လားဒီဟာတွေကိုတိနေတဲ့သဘောတွေပေါ့ဟုတ်လားစိတ်ထဲမှာချမ်းသာတဲ့ဆင်းရဲတဲ့အမျိုးမျိုးဖြစ်နေတဲ့သဘောတွေပေါ့မရှိဘူးလားရှိရနော်အဲ့တော့တကယ်ထိုင်ပြီးဆိုလို့ရှိရင်ပိဋကပေါင်းသူတော်ကောင်းတို့နှစ်ပါးတွေကအဖြစ်များမလို့ဆိုတော့နော်ကြားတယ်ဆိုတာရဲ့ထိတယ်ဆိုတာရဲ့တွေးတယ်ဆိုတာရဲ့အဲ့ဓာတွေကိုဖြစ်တိုင်းတော့ထင်ရှားရဦးအတိအမှတ်ပြုပြီးတော့လိုက်ပြီးတော့နေရမယ်ပေါ့အဲ့ဒါကိုသိရမယ်မှတ်ရမယ်ဟုတ်လားတတိထားရမယ်နော်တတိကလေးဒီခန္ဓာမှာဖြစ်နေတဲ့ဘဝတရားပေါ်မှာထားရမယ်နော်အဲ့ဒါထားတဲ့နေရာမှာပြစ္ဆုတ်ပံတင့်တဲ့နေရာတည်းအောင်ကြိုးစားရမယ်ပေါ့မကြားစေအခိုက်အတန့်သိပြီးဆိုရင်ထားလိုက်တော့နောက်ထပ်သိစရာကအရန်သိအများကြီးဖြစ်နေတယ်ရှိတယ်ဒေါ်ပေါ်လာဦးချင်းပြောတာအဲ့ဒါကိုအကုန်လုံးလိုက်ပြီးတတ်နိုင်တယ်များတိပြီးတော့သွားရမှာဟုတ်လားနော်အဲ့ဒါလို့ဆိုလို့ရှိရင်ပိဋကပေါင်းသူတော်ကောင်းတို့မလုပ်နေတယ်လို့ဆိုနိုင်မလဲပိဋကအလုပ်ကိုအထုတ်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ကိုကသာတကယ်အထုတ်ခြင်းတယ်ဆိုလို့ရှိရင်အချိန်မရွေးနေရမရွေးအနေအထားမရွေးကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မှာမူတည်ပြီးတော့အလုပ်လုပ်လို့မရဘူးလားရတယ်နော်ကျွမ်းကျင်ဖို့တော့လိုမယ်ကျွမ်းကျင်ဖို့ဆိုရင်လည်းပဲအလေးအကျင့်များဖို့တော့လိုမယ်ပေါ့အလကားကြီးတော့ကျွမ်းကျင်မှုကရမလာနိုင်ဘူးပေါ့ဟုတ်လားအဲ့လိုသတိပဋ္ဌာန်တရားကိုဖြစ်တိုင်းတိနေအောင်ကြိုးစားခြင်းဖြင့်အထုတ်လာပြီဆိုလို့ရှိရင်တော့ကိုယ်ခန္ဓာမှာဘာတွေပဲဖြစ်လာတည်မြဲနေတာဘာမှမရှိဘူးဆိုတဲ့ခန္ဓာရဲ့သဘောနံပါတ်1အနိစ္စဆိုတာကိုတဖြည်းဖြည်းနဲ့သူနားလည်လာပဲဟုတ်လားတဖြည်းဖြည်းနဲ့မလုပ်လာမလို့နားလည်လာပဲဟုတ်လားအဲ့ဒီအနိစ္စကိုနားလည်မှုကြီးလာတာနဲ့အမျှဒီခန္ဓာမှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဘာမှတည်မြဲမနေတဲ့အတွက်ကြောင့်ဘာဖြစ်လို့မှကောင်းနေလို့မပြောနိုင်ဘူးဆိုတဲ့အချက်ဒုက္ခဝေဒနာကိုဒုက္ခလို့နားလည်တာထက်ဒုက္ခဝေဒနာကိုပါဒုက္ခလို့နားလည်လာတဲ့အဆင့်ကိုရောက်လာမယ်ပေါ့တော့ပေါ့လားဟုတ်လောလောဆယ်တရားဓမ္မတို့အရင်တို့ဒုက္ခကိုနားလည်တာကခံရခက်တာစိတ်မချမ်းသာတာဒါတော့ကိုကဒုက္ခလို့နားလည်ထားတာနော်တကယ်ကအဲ့ဒါလောက်တင်ဒုက္ခကမကဟုတ်လားနော်ခံစားရဲဆိုတဲ့သက်သာရဲဆိုတဲ့နေသားရဲဆိုတဲ့ဒုက္ခဝေဒနာတိလည်းပဲပြည့်စည်သွားတဲ့အတွက်ကြောင့်မတည်မြဲတဲ့အတွက်ကြောင့်သူလည်းအကောင်းလို့ဆိုနိုင်မလားမဆိုနိုင်ဘူးအဲ့ဒါလိုနေရာဖြင့်အနိစ္စကိုမြင်မှများလာလို့ရှိရင်ဒုက္ခကိုလည်းဘာလို့ဆက်ပြီးတော့သဘောပေါက်လာမယ်ပေါ့ဟုတ်လားအဲ့ဒီလိုဖြစ်နေတဲ့သဘောဝတရားတွေဟာလည်းပဲကိုယ်သဘောသူသဘောအရာဖြစ်နေတာမဟုတ်ဘူးဖြစ်စရာအကြောင်းရှိလို့ဖြစ်နေတာဓမ္မဖြစ်စဉ်တသက်ကြီးပဲဆိုတာကိုလည်းပဲတဖြည်းဖြည်းနဲ့နားလည်ပြီးတော့အနတ္တဆိုတာကိုလည်းပဲတဖြည်းဖြည်းနဲ့နားလည်တဲ့အနေအထားကိုရောက်မလာဘူးလားရောက်လာတယ်အဲ့ဒီလိုအနိစ္စဒုက္ခအနတ္တတွေကိုသိလာပြီးမြင်လာပြီးဆိုလို့ရှိရင်ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့အရင်တို့တွေကပင်ကိုပင်တိုင်းအလုပ်ဖြစ်တဲ့ဖြစ်ပေါ်ရာသဘာဝတရားကိုသတိထားတဲ့အလုပ်ကိုပဲဆွေးမြဲမြဲကြိုးစားခြင်းဖြင့်ဒီအနိစ္စဒုက္ခအနတ္တကိုမြင်တဲ့ဉာဏ်တွေကိုရင့်ကျက်အောင်မလုပ်ကြမလို့အထုတ်ကြရပဲအဲ့ဒီလိုအထုတ်နေခြင်းပြီးပင်လေသစ္စာလေးပါးကိုသိအောင်ကြိုးစားနေတာဟုတ်လားသစ္စာလေးပါးကနေရင်ထိုင်ရင်နဲ့သိလာမှာမဟုတ်ဘူးနော်
ဟုတ်လားနေရင်ထိုင်ရင်လည်းသိလာမယ်ဆိုရင်အခုချိန်သိတာကြာပြီပေါ့ဟုတ်လားတသစ္စာလေးပါးကိုသိဖို့အတွက်ဘာလုပ်ရမလို့သတိပဋ္ဌာန်တရားကိုအားထုတ်ရမယ်အားထုတ်မှုမရှိဘဲနဲ့သိမြင်မှုဆိုတာမရှိနိုင်ဘူးသိမြင်မှုမရှိဘဲနဲ့ဒုက္ခငြိမ်းမှုဆိုတာမရှိနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သစ္စာလေးပါးကိုသိဖို့အတွက်မြတ်စွာဘုရားဟာအလွန်တရာမှာအရေးထားတယ်ဆိုတာလေးကိုဒီသုတ္တံမှာမတွေ့ရဘူးလားတွေ့ရနော်သာသနာတော်မြတ်နဲ့တွေ့ခွင့်ရတယ်ဆိုတာအဓိကရဖို့ကြိုးစားရမှာကသစ္စာလေးပါးကိုသိဖို့ပေါ့ဟုတ်လားသူသိမှသာလေဒုက္ခကတိငြိမ်းပြီးတော့တကယ်ပရဏကြတဲ့အလုပ်ကိုပြီးဆုံးအောင်လုပ်ရရောက်တယ်ပေါ့ဟုတ်ရလားဒါကြောင့်ပိဋကပေါင်းသူတော်ဒီကနေ့ဦးဇင်းတို့တဏ္ဍာလေးသုတ္တံကိုအခြေခံပြီးတော့ဒီသုတ္တံထဲမှာပါတဲ့စဉ်းစားစရာလေးတွေကိုအဓိကပြောကျင်တာနဲ့ဒီတဏ္ဍာလေးသုတ္တံကိုဦးဇင်းတို့ပြောလိုက်ပါတယ်ဟုတ်လားအဲ့ဒါပြောကျင်တာလေးတွေကိုပြန်ပြီးတော့ဏိဂုံးကျုပ်အနေနဲ့ဦးဇင်းတို့ဆက်ပြီးတော့ပြောကြည့်မယ်နော်မကောင်းမှုကိုဘာကြောင့်ပဲလုံးမိပြီးရင်ကိုခံရလိမ့်မယ်ဘယ်သူကမှမျှဝေခံစားတာမျိုးမရှိဘူးဘယ်သူကမှလာပြီးတော့တောင်းပန်လို့ရမှာမဟုတ်လားကောင်းမှုကိုဘာကြောင့်ပဲဖြစ်မေးလျော့မိပြီးမလုံးမိပြီးဆိုရင်တော့ကိုယ်တိုင်ပဲဆုံးရှုံးရလိမ့်မယ်ဟုတ်ရဲ့လားဒီလိုကမှအဲ့ဒီအချိန်မှာလာပြီးတော့ကိုယ့်ကိုနောက်ကောင်းတာတွေဖြစ်အောင်ချမ်းသာဖြစ်အောင်ပံ့ပိုးနိုင်မှာမဟုတ်ရဲ့လားအေးအဲ့ဒါကတစ်ချက်ပေါ့နောက်ပြီးတော့ဗာတရားတော့မိကောင်းရွှေကောင်းရဲ့ဂုဏ်ကျေးဇူးဟုတ်လားအလွန်ဆိုးသောနေသောတဏ္ဍာနိသိရှင်သာရိပုတ္တရာလိုကိုရမြတ်ကြီးလိုမိကောင်းရွှေကောင်းနဲ့ပေါင်းရသင်ရတဲ့အတွက်ကြောင့်နောက်ဆုံးပြမဖြစ်ပြီးတော့သစ္စာလေးပါးကိုသိတဲ့အရိယာတောင်ဖြစ်မသွားဘူးလားဖြစ်သွားတယ်ဒါမိရွှေကောင်းနဲ့ပေါင်းသင်ရတဲ့အကျိုးကျေးဇူးဟုတ်လားဒီနောက်ဆုံးသိကျင်တဲ့ချက်ကပါတော့မြတ်စွာဘုရားရဲ့တရားဒေသနာတော်ဒီအားလုံးရဲ့အနှစ်ချုပ်ဒီအဓိကအကျဆုံးတရားဒီပါလဲသစ္စာလေးပါးဆိုတဲ့အချက်နော်အဲ့ဒီသစ္စာလေးပါးကိုသိဖို့အတွက်ဘာကိုကြိုးစားကြရမလဲတတိပဋ္ဌာန်တရားကိုကြိုးစားကြရအောင်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မတည်ခင်ဘဝမှာလည်းပဲငြိမ်းချမ်းမှုချမ်းသာမှုအစဉ်ပြေမှုရှိဖို့အတွက်နောက်တမလွန်လောကမှာလည်းပဲချမ်းသာမှုအစဉ်ပြေမှုရှိဖို့အတွက်နောက်ဆုံးဆင်းရဲလာတဲ့ဘဝတန်ရာကလွတ်မြောက်ဖို့အတွက်နောက်သစ္စာလေးပါးကိုထွတ်တွင်းပြီးတော့သိရသိကြောင်းအလုပ်ဖြစ်တဲ့သတိပဋ္ဌာန်အလုပ်ကိုစွမ်းအားရှိသမျှကြိုးစားအထောက်ကြဖို့မလိုဘူးလားဗျာလိုပါတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်သတိပဋ္ဌာန်အလုပ်ကိုစွမ်းအားရှိသမျှကြိုးစားအထောက်ပြီးတော့နောက်ဆုံးသစ္စာလေးပါးတရားသိမြင်အရိယာသူတော်စင်များဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့တဏ္ဍာနိသုတ္တံကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်